said, you're going to share the gospel with them. ဟောသူတို့နဲ့တွားပြီးတော့မှဣဝံဂေလိတရားကိုတွားပြောပါတဲ့ I said, how? What do I do now? ဟာအဲ့ဒါဆိုလို့ရှိရင်ငါဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပြောတာဖြစ်တယ် He said, ask them how they're doing. ဘယ်လိုငါလုပ်ရမလဲဆိုပြီးတော့မှဖျားစီမှာစိန်ခေါ်တာပေါ့နော် Mingalaba. မင်္ဂလာပါလို့ပြောရမလားတဲ့လား So, and they said, we're doing fine. အဲ့ဒါဆိုသူကအဲ့လိုပြောတာပေါ့နော် doing fine နေကောင်းလားအဲ့လိုအရင်မေးတာပေါ့ And then I shared the gospel with them. ပြီးလို့ရှင်သူတို့ကို gospel အကြောင်းကိုပြောတာဖြစ်ပါတယ် And I felt the power of God. အဲ့ဒီအချိန်မှာဖခင်ရဲ့ဘုန်းတကုတ်အကျဆင်းပြီးတော့မှ And there are two roads, the road of life with Jesus. အဲ့နေမှာအဲ့လမ်းတလမ်းပေါ်မှာသခင်ယေရှုကအဲ့မှာမတည့်နေတာဖြစ်တယ် Or the road of destruction, exalting Satan and yourself. ပြီးရင်အခြားတစ်ဖက်မှာကျတော့စာတန်နဲ့သူ့ရဲ့အဖွဲ့တွေကအဲ့ဘက်မှာနေတာဖြစ်ပါတယ် And so I went through the gospel for about 15 minutes. 15မိနစ်လောက်နော် gospel အကြောင်းကိုပြောနေတဲ့အချိန်မှာ And I asked them, what road do you want to be on? နင်တို့ထင်ပါတဲ့ဘယ်လမ်းကိုရွေးချယ်ခြင်းတလဲ Hallelujah. All four of them said, I don't want that road of darkness. ကျမတို့ကအဲ့ဒီ၄ယောက်စလုံးကဘာပြောတယ်လဲဆိုလို့ရှင်အဲ့ဒီမကောင်းဆိုးဝါးတွေရှိတဲ့ဘက်နော်မဲမောင်နေတဲ့အရာဘက်ကိုဘယ်သူမှမသွားချင်ကြဘူး I want to walk with Jesus. ကျမတို့ကယေရှုနဲ့အတူသွားချင်တယ်ဆိုပြီးတော့မှပြော All ပါတယ် four of them got saved right သူတို့ there. ၄ယောက်စလုံးကကယ်တင်ခြင်းကိုရရှိတာဖြစ်ပါတယ် Hallelujah. အာမင်အာမင် Amen. အာမင် This is evangelism, Holy Spirit style. အဲ့ဒါကတန်ရှင်းသောဝိညာဉ်တော်ဥဆောင်တဲ့ဤဝင်ဂေလိတရားတော်ဖြစ်ပါတယ် I remember Scott and I were praying, should we go to China and minister? ကျမကတတိယပါတယ်ပေါ့နော်ကျမရဲ့အမျိုးသားနဲ့တရုတ်ပြည်ကိုသွားဖို့ကိုကျမတို့ကပြောပါတယ် We had an opportunity to do our leadership school in China. အဲ့မှာ leadership school ခေါင်းဆောင်များသင်တန်းကိုအဲ့တရုတ်ပြည်မှာလုပ်ဖို့ရန်အတွက်သူတို့ကအစီအစဉ်ရှိပါတယ် It was going to cost us a lot of money. အဲ့ဒီချိန်မှာပတ်စံတွေအများကြီးလိုအပ်မှာဖြစ်တယ် It's a dangerous country for us to go to. ကျမတို့ခရစ်ယာန်တွေအတွက်ကကြတော့အယံအန်တွေများတဲ့နေရာဖြစ်ပါတယ် And so as we were praying for a few weeks, အဲ့မှာအနေငယ်စုရက်အနေငယ်စုတောင်းပြီးတဲ့အချိန်မှာ I heard a voice speak to me. ဒီမှာဖခင်ကစကားပြောတာဖြစ်ပါတယ်ဆရာမကို Hillary, if you don't go, you will be like Jonah. ဟိုHillary တကယ်လို့အဲ့တရုတ်ပြည်ကိုမသွားဘူးဆိုလို့ရှိရင်နင်ဟာဂျောနာလိုမျိုးဖြစ်မယ်ဆိုတာပြောပါ And တယ် you'll be in the belly of the whale or the ဒီ fish. မှာငါးကြီးရဲ့ဘိုက်ထဲမှာအဲ့လိုမျိုးရစ်ပတ်နေတယ်လို့အဲ့လိုဖြစ်မှာဆိုတာဖခင်ကသူ့ကိုပြောပါတယ် I'm like, thank you, Father, အဲ့နဲ့ယေရှုတင်ပါတယ်အဖ because now I know you want us to go. အဲ့ဒါဆိုလို့ရှိရင်ကျမတို့ကိုအဲ့ဒီနေရာကိုသွားဖို့ဆိုတာဖခင်ကအလိုရှိတယ်ဆိုတာသိသွားတာဖြစ်ပါတယ် Father God speaks to us. ဖခင်ကကျမတို့ကိုစကားပြောပါတယ် But are we listening to him? တကယ်ကျမတို့ကရောတကယ်နားထောင်ပါသလား Are we taking time to ask him questions? အမြဲတမ်းပဲသူ့ကိုပဲ question မေးခွန်းနေပဲမေးနေပါသလား Are we taking time to be quiet in his တခါတလေ presence? ကြားလို့ရှင်တော့တိတ်ငြိမ်သက်စွာနားထောင်မှုလိုတာဖြစ်ပါတယ် So number 1 is inner voice. ပထမဆုံးကအတွင်းအတန်ကိုကြားဖို့လိုတာ Number ဖြစ်ပါတယ် 2, audible voice. နံပါတ်1အချက်ကကြတော့ကြားနိုင်သောအတန်ခုနကတော့အတွင်းအတန်ဆိုတာမကြားနိုင်ဘူးအခုကကြားနိုင်သောအတန်ကိုဖြစ်ပါတယ် Sometimes Father God speaks audibly out loud. တခါတလေကြားလို့ရှင်ဖယားကကိုယ့်ကိုအတန်အကျယ်ကြီးနဲ့စကားပြောတာရှိပါတယ် And we see that with Samuel hearing God call his name. Samuel, Samuel, remember? ရှာမွေလကိုဖယားကခေါ်တဲ့အခါမှာနော်ညသူအိတ်နေတဲ့ချိန်မှာရှာမွေလဆိုပြီးတော့မှအတန်အကျယ်ကြီးနဲ့ခေါ်တာဖြစ်ပါတယ် But I have never heard God's audible voice. ဒါပေမဲ့ကျမကတော့ဖယားရဲ့ကျေလောင်နဲ့ခေါ်တာအတန်ကိုတခါမှမကြားဘူးပါဘူးတဲ့ But one woman I know, တခါတော့သိပါတယ် she was at her house ဒီမှာအိမ်မှာရှိနေတဲ့ချိန်မှာ and she suddenly heard with her physical ears, သူ့ရဲ့နော်ရုပ်ပိုင်းဆိုင်ရာအတန်ကနေပြီးတော့မှကြားရပါတယ် the Lord is my shepherd, I will not want.
ဖယားသခင်ဒီငါဤတိုးထိန်ဖြစ်တော်မူ၏ဆိုတဲ့အတန်ကိုကြားရတာဖြစ်ပါတယ် She heard Psalm 23. သူမကပြီးတော့မှ Psalm number 23စာလံ23ကိုကြားတာဖြစ်ပါ And တယ် that's how she got saved. အဲ့ဒါနဲ့သူကလွတ်မြောက်ခြင်းကယ်တင်ခြင်းရသွားတာ Has, ဖြစ်ပါတယ် has anyone heard God's audible voice here? ဖယားရဲ့အတန်ကိုကျဲလောင်စွာကြားတဲ့သူရှိပါသလား With your physical ears. ကိုယ့်ရဲ့နော်ရုပ်ပိုင်းဆိုင်ရာတကယ်နားထဲမှာ Okay. ကြားတဲ့အတန် But ရှိသလား sometimes that can happen. တခါတလေကြားလို့ရှိရင်အဲ့လိုမျိုးဖြစ်တတ်ပါတယ် Number 3 သုံးခုမြောက်ကဘာလဲဆိုရင် is impression. အတွင်းစိတ်မှခံစားချက်ကိုပြောတာဖြစ်တယ် You get a sense of where God is leading you. ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ဖယားကကိုယ့်ကိုဘယ်လိုလမ်းပြပေးတယ်လဲဆိုတော့အတွင်းစိတ်ကနေခံစားချက်ကိုပြောတာဖြစ်ပါ You တယ် get a feeling about God's desires. ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ဖယားရဲ့စံတဲ့အလိုတော်ဆိုတာကိုကခံစားချက်ရှိတတ်ပါတယ် The Apostle Paul had impressions from the Holy Spirit ရှင်ဘောလူတမန်တော်ရှင်ဘောလူကဆိုလို့ရှိရင်အဲ့ဒီစိတ်ခံစားချက်ကိုရရှိတာဖြစ်ပါတယ် in Acts chapter 16. တမန်တော်ဝတ္ထုအခန်းကြီး16အခန်းငယ်6ကနေခွန် He sensed, do not go to Asia. ဖယားကဘာပြောတယ်လဲဆိုလို့ရှိရင်သူကဘာပြောတယ်လဲဆိုလို့ရှိရင်အေရှာကိုမသွားဘူး Do not go to Bithynia. ပြီးလို့ရှိရင်အေရှာမဟုတ်ဘဲနဲ့ဘက်တီနီးယားကိုလည်းမသွားဘူးလို့သူကပြောထားပါတယ် That's Acts chapter 16 verses 6 and 7. Okay တမန်တော်ဝတ္ထု16အငယ်6ကနေခွန်မှာပြောထားတာဖြစ်ပါတယ် Verses 6 and 7. Yes. Have to read okay So sometimes we get strong impressions from God about what to do. ဖယားတခါတလေကြားလို့ရှိရင်ဖယားစီကနေနော်ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေခံစားချက်ကိုတခါတလေရရှိပါဖြစ်ပါတယ် So when Scott and I were praying, should we go to China to do the leadership school? ဖယားကိုတခါမေးပါတယ်ပေါ့နော်အဲ့ဒီတရုတ်မှာအဲ့ဒီခေါင်းဆောင်များတင်တန်းကိုသွားမလားမသွားဘူးဆိုတာကိုဖယားစီမှာမေးပါတယ် Scott had a strong impression from the Holy Spirit. သူ့ရဲ့အမျိုးသားက Scott ကနေပြီးတော့မှသူ့မှာခံစားချက်အကြီးကြီးပြင်းပြတဲ့မောသွားဖို့ဆိုတာသူ့မှာစိတ်ဆန္ဒရှိပါတယ် And he felt strongly if we did not go, what a great loss. Okay တကယ်လို့ကိုကအဲ့ဒီတရုတ်ပြည်ကိုမသွားဘူးဆိုလို့ရှိရင်ကိုမှဆုံးရှုံးမှုအကြီးကြီးတွေ့ရမယ်ဆိုတာသူ့ရဲ့စိတ်ထဲမှာခံစားရတာဖြစ်ပါတယ် And this is often how God speaks to Scott through အဲ့ဒါကဖ impression. ယားကကျမတို့ကိုမကြာခဏစကားပြောတဲ့အရာတွေဖြစ်ပါတယ် How many people sometimes get impressions from the Holy Spirit? ဘယ်နှစ်ယောက်ကပေါ့နော် Put your hand up. ဝိညာဉ်တော်ထဲကနေ Some- အဲ့မှာအတွင်းကနေခံစား Put ချက် your ရ hand ရှိ up. တယ်လေ Yeah. Okay, hands down. How many people sometimes hear the inner voice of God? ဘယ်နှစ်ယောက်ကအတွင်းစိတ်ထဲကနေခံစားချက်ကိုရရှိတယ်လေ Okay. အတွင်းအတန်ပေါ့နော် Okay, hallelujah. အာမင် Number 4, လေးခုမြောက်က visions from God. ဖယားထံမှာပေးတဲ့ယူပါယုံ What are visions? ဘာလဲကျမတို့ရဲ့ယူပါယုံ Sometimes the Holy Spirit will come and give you a picture. တခါတလေကျွန်တော်ရှင်တန့်ရှင်သောဝိညာဉ်တော်ကနေရုပ်ပုံကိုပြပြီးတော့မှစကားပြောတာဖြစ်ပါတယ် In Acts 10, 9 through 16, တမန်တော်ဝတ္ထုအခန်းကြီး30အခန်းငယ်6ကနေ16အထိ Paul had a vision of clean and unclean animals. အဲ့ဒီအချိန်မှာတမန်တော်ရှင်ပေါလုကနေပြီးတော့မှတန့်ရှင်သောအရာရဲ့မတန့်ရှင်သောအရာရဲ့ဆိုပြီးတော့မှတွေ့ရပါတယ် God speaks to me through pictures and visions a lot. ဒီမှာဖယားကဆ iam ကိုဆိုလို့ရှိရင်သူ့ရဲ့ picture ရုပ်ပုံကိုအသုံးပြုပြီးတော့မှအများကြီးစကားပြောခဲ့တာဖြစ်ပါတယ် One time in England, I was praying for a very depressed woman. ဒီမှာအင်္ဂလန်မှာနော်ဘောနော်စိတ်အယမ်းကျနေတဲ့အမျိုးသမီးတဦးကိုဆူတောင်းပေးပါတယ် She said, I've been depressed for years and I can't get out of it. နှစ်ပေါင်းများစွာစိတ်တက်ကြနေပါတယ်သူက Then we asked the Lord, what is going on here? ဒီမှာသူပြီးတော့ရှင်ဆူတောင်းပါတယ်ဘာတွေဖြစ်နေတယ်လဲဆိုတာကိုဆူတောင်းပေးပါတယ် Right away, God showed me a picture of her as a baby. အဲ့မှာသူ
သူကဘာပြောတွေ့တယ်လဲဆိုလို့ရှိရင်ဆုတောင်းပေးတာနဲ့သူ့ကိုခက်လေးကိုเนาะသူ့ရဲ့ရုပ်ပုံလိုမျိုးတွေ့ရတာဖြစ်ပါတယ် And in the vision, the parents were rejecting the baby. အဲ့ဒီအချိန်မှာသူယူပါယုံရတဲ့အချိန်မှာပေါ့เนาะအဲ့ဒီ parent တွေကသူအဲ့ခက်လေးလေးတွေကိုဘေးဖယ်ထားတာဖြစ်ပါတ The ယ် parents were saying, we already have our 4 children. Why did we have number 5? ဟောသူတို့ကခက်လေး၄ယောက်ရှိပြီးပြီဆိုတော့ခက်လေးနောက်တစ်ယောက်ရမယ်ဆိုတာကိုသူတို့က reject လုပ်တယ်မလို့ချင်ဘူးတဲ့ Then I tested the vision with her. သူအားနဲ့သူယူပါယုံကိုသူက tested စမ်းသပ်လိုက်တယ်တဲ့ Are you the youngest of 5 children? ဒီမှာနင်တို့မောင်နှမ9ယောက်ထဲမှာအငယ်ဆုံးဖြစ်သလားလို့မေးလိုက်တယ်တဲ့ Yes. yes သူကဟုတ်ပါတယ်တဲ့ Is there a big gap of years between you and number 4? โอเค4ယောက်မြောက်ကလေးနဲ့သူအကိုတွေနဲ့သူကအနစ်တွေအများကြီးကြာပြီးတော့မှသူကနောက်ဆုံးကလေးမွေးလာတာဖြစ်တယ်9ယောက်မြောက်ကလေးဖြစ်တယ်ဟုတ်ပါတယ်တဲ့ She said, my parents were shocked အော် when mom was pregnant with me. သူမိဘတွေကနော်သူအမေကိုယ်တိုင်ကကြတော့သူဘိုက်ကြီးနေတဲ့အချိန်မှာခလေးလေးအဲ့ဒီထဲမှာရှိနေတဲ့အချိန်မှာအယမ်းမဲ့ shock ဖြစ်သွားတယ်ပေါ့နော်မမျော်လင့်မနဲ့ခလေးရတဲ့အတွက်ကြောင့်မို့လို့ For her entire life, she felt, I should not exist. သူ့ရဲ့စိတ်ထဲမှာမွေးလာပြီးတော့မှအဲ့ခလေးရဲ့စိတ်ထဲမှာဟောငါလူဖြစ်မဖြစ်လာရင်ကောင်းမှာပဲဆိုပြီးတော့မှစိတ်တက်ကြနေတာအမြဲတမ်း She ပဲဖြစ် believed ပါ a တယ် lie. သူကယုံကြည်တာဖြစ်တယ်ပေါ့နော် Why was I even born? ဘာဖြစ်လို့ငါကဒီမြေကြီးမွေးလာတာလဲဆို I ပြီးတော့မှ should မေးခွ never န်းထုတ် have တယ် been born. ဒီမှာကျမကမမွေးသင့်ဘူးလောကကြီးမှာလူဖြစ်မလာသင့်ဘူးဆိုပြီးတော့မှကိုစိတ်တက်ကြနေ She တယ် confessed the sin of believing that lie her whole life. သူရဲ့အတန်တက်တာလုံးမှာပေါ့နော်အဲ့ဒီယုံကြည်မှုကသူ့ကိုလွမ်းမိုးနေတာဖြစ်ပါတယ် We သူက broke the power of that lie. ဒီမှာသူ့ရဲ့ဗာလဲယုံကြည်ချက်သူကမကောင်းတဲ့ယုံကြည်ချက်လို့ပြောရမလားသူက reject အမြဲတမ်း reject ခံရတယ်ပေါ့နော်ဘေးဖယ်ခံရတယ်ဆိုတော့ तू ကစိတ်ထဲမှာဆွဲလန်းနေတာဖြစ်တယ် She forgave her parents for ပြီးလို့ရှိရင် rejecting her. သူကသူမိဘတွေကိုခွင့်လွတ်မှုပေးလိုက်တယ်ခွင့်လွတ်ပေးလိုက်တယ်သူကိုပြစ်ပယ်တဲ့ထားတဲ့အရာတွေ We ကို broke the power of that curse. အဲ့ဒီကျိန်ဆဲခြင်းပေါ့နော်မကောင်းတဲ့ကျိန်ဆဲခြင်းတွေကိုခတ်လုပ်ပေးလိုက်တယ်တဲ့သူတို့ကရိုက်ချိုးပေးလိုက်တယ် She was free from depression. အဲ့ဒီကစပြီးတော့မှသူ့ရဲ့စိတ်တက်ကြခြင်းအရာတွေကနေလွတ်မြောက်သွားတာဖြစ်ပါတယ် Totally free for the first time in 45 years. ဟောသူက45နှစ်လောက်ရှိသွားပြီအဲ့အချိန်မှာမှသူကလွတ်မြောက်ခြင်းရသွားတာဖြစ်ပါတယ် Joy filled her heart. သူမှာပျော်ရွှင်မှုတွေနဲ့ပြည့်နေသွားတာဖြစ်ပါတယ် Hallelujah. အာမင် Thank you, Lord. အာမင် Do you get visions? Do you get pictures from God? ရှုပါယုံရှိပါသလားဖျားဖွင့်ပြတဲ့ရုပ်ဟုတ်ကဲ့ရှိ Just ပါတ put ယ် your hand up. Some of us do. လက်ထောင် Okay. ပေးပါဟုတ်ကဲ့ Number 5, dreams from God. အိမ်မက်များနဲ့စကားပြောခြင်းပေါ့နော် The Bible is full of God giving his people dreams. ကျမ်းစာထဲမှာဆိုလို့ရှိရင်စာအထဲမှာဆိုလို့ရှိရင်အများကြီးပဲเนาะအိမ်မက်အားဖြင့်စကားပြောတဲ့အရာတွေရှိပါတယ် The Apostle Paul had a dream in Acts 16, verse 9. ရှင်တမန်တော်ရှင်ပေါလုဆိုလို့ရှိရင်အဲ့မှာActs chapter 16မှာเนาะတမန်တော်ရှင်ပေါလုကအဲ့မှာပြောထားပါတယ် And in the dream, the Macedonian man said, help us, come to us. အဲ့မှာမက်ဆီဒိုနီးယားကလူကဘာပြောတယ်လဲဆိုလို့ရှိရင်အဲ့ဒီသူ့ရဲ့အိမ်မက်ထဲမှာစကားပြောပါတယ်ကူညီပါအောင်ဆိုပြီးတော့မှပြောပါတယ် And so sometimes we receive dreams from God. တခါတလေကြားလို့ရှိရင်အိမ်မက်ကိုဖျားစီကနေရရှိတာဖြစ်ပါတယ် Sometimes God speaks to me through dreams. တခါတလေကြားလို့ရှိရင်သူ့ကိုဖျားကနေသူ့ရဲ့အိမ်မက်အားဖြင့်စကားပြောတာဖြစ်ပါတယ် I had a dream about my old friend being open to hearing the gospel. သူ့ရဲ့เนาะတငယ်ချင်းတွေစီကနေပြီးတော့မှเนาะအဲ့ဒီ gospel အကြောင်းကိုပြောဖို့ရန်အတွက်လမ်းဖွင့်ပေးဖို့ရန်အတွက်ပြောပါတယ် I believe that dream was from God. အဲ့ဒီအိမ်မက်ဟာဆိုလို့ရှိရင်ဖျားစီကလာတယ်ဆိုတာကျွန်မသိပါတယ် So what did I do with the dream? အဲ့ဆိုလို့ရှိရင်အဲ့ဒီအိမ်မက်နဲ့ကျွန်မတို့ကဘာလုပ်တယ်လဲ Did I say, okay, that was a great dream?
အဲ့ဒါကကြီးမားတဲ့အိမ်မက်တစ်ခုပါဆိုပြီးတော့ပြောလိုက်ရုံပဲလား No, I started to pray. အဲ့ဒါကိုအိမ်မက်ရပြီဆိုတာနဲ့ဆုတောင်းဖို့စတင်ပါ Father, open the door so I can share the gospel with this friend. ဆိုလို့ရှိရင်လမ်းဖွင့်ပေးပါဖေရအဲ့ဒီအိမ်မက်ကတကယ်ဖြစ်နိုင်ဖို့ရန်အတွက်ဆိုပြီးတော့ဆုတောင်းခြင်းကိုစတင်ပါ Open the door and prepare her heart to hear the gospel. ဖေရရဲ့စကားပြောဖို့ရန်အတွက်အသွေးဧဝံဂေလိတရားဖို့ပြောဖို့ရန်အတွက်တကားကိုဖွင့်ပေးပါဆိုပြီးတော့မှဆုတောင်းဖို့စတင်ပါဖြစ် I'd been waiting a long time သူကနေပြီးတော့မှအကြာကြီးပဲစောင့်မျှော်နေတာဖြစ် because ပါ she တယ် was never open. ဒါပေမဲ့သူကအကြာကြီးပဲလုံးဝဖွင့်မပေးဘူးပေါ့ So နော် in the summer, God opened the door and I could share the gospel for 1 full hour with her. အနွေရာတီရောက်တဲ့အခါမှာသူ့ရဲ့နော်သူ့အိမ်မှာသွားပြီးတော့မှသူ့ရဲ့ gospel အကြောင်းကိုသွားပြောဖြစ်တာဖြစ်ပါတယ် And I asked her, are you ready to make a decision? တကယ်ဆုံးဖြတ်ချက်ကိုချနိုင်မလားဆိုပြီးတော့မှမေးပါတယ် She was not ready, but I know she has now heard the gospel. အဲ့ဒီချိန်ကတော့သူကတိတိကျကျအဖြေတော့မရှိသေးပါဘူးဒါပေမဲ့ယုံကြည်ပါတယ်အခုဆိုလို့ရှိရင်သူကဧဝံဂေလိအကြောင်းကိုကြားသိပြီးပြီလို့ကျွန်မယုံကြည်ပါတယ် So when God is speaking, တခါတလေဖခင်ကစကားပြောတဲ့အချိန်မှာ we need to then act on what he's saying. Amen? Amen Yes, yes. Okay, many of you know more English than I realized. You can Yes. translate that. yes Okay, we are now doing prophecy number 6. Number 6အချက်ကကြတော့prophet ပြုချက်ပေါ့နော် prophet ပြုချက် What is prophecy? prophet ပြုချက်ဆိုတာဘာလဲ A revelation from God. ဖခင်ကဖွင့်ပြတဲ့အရာဖြစ်ပါ When တယ် someone comes and speaks to you what God is saying. လူတစ်ယောက်ကလာပြီးတော့မှကိုကို prophet ပြုတဲ့အရာကိုပြောတာဖြစ်ပါတယ် To show something about your life သူကိုရဲ့ဘဝအတွက်ဖြစ်ဖြစ် or to give you direction for the future. ကိုရဲ့အနာဂတ်မှာဘယ်လိုလျှောက်လန်းရမယ်ဆိုတာပြောတဲ့သူကိုပြောတာဖြစ်ပါတယ် prophet ဆိုတာက How many people have had a prophetic word given to them? အဲ့ A ဒီ prophet ပြု prophecy. တဲ့အရာတွေကြားဘူးတဲ့အရာတွေသူရှိသလားလက်ထောင်ပေးပါ Sometimes. Okay. And how many people have received a prophecy for another person? သူများအတွက် prophet ပြုပေးဖို့ရအတွက်ရရှိတဲ့သူဘယ်နှယောက်ရှိတယ်လဲ prophecy လုပ်ဖို့ပေါ့နော် Some people. some Praise the Lord. And Agabus had a prophecy for Paul in Acts chapter 21. အဲ့မှာတမန်တော်ဝတ္ထုအခန်းကြီး27အခန်းငယ်30နဲ့7မှာ And he was warning Paul. ဖေအားကတမန်တော်ဝတ္ထုကဘာကို warning ပေးထားတယ်လဲဆိုလို့ရှိရင် We see prophecy throughout the Bible. ဖေအားကယူပါယုံပြောတဲ့ prophet ပြုတဲ့အရာတွေမှာ Number 7 is wisdom. ခုနှစ်ခုမြောက်ကဘာလဲဆိုလို့ရှိရင်ဉာဏ်ပညာ God speaks to us through biblical wisdom. ဖေအားကနေပြီးတော့မှဒီကြမ်းချက်တွေနဲ့ပေါ့နော်ဉာဏ်ပညာကိုပေးထားတာဖြစ်ပါတယ် I was doing a prayer appointment with a woman. ကျမကအခြားသူတစ်ယောက်နဲ့ပေါ့နော်ဆုတောင်းမှုအချိန်ယူတဲ့အချိန်မှာ And she was in a close relationship with a non-Christian. သူ့မှာကြတော့သူအခြား non Christian ပေါ့နော်ခရစ်ယာန်မဟုတ်တဲ့တစ်ယောက်နဲ့သူတို့ကချစ်ကြိုက်ကြပါတယ် But I really love him. သူ့ကိုကြတော့အယမ်းချစ်ပါတယ် We're getting really close. ကိုကအင်းအယမ်းပဲနီးနီးကက်ကက်ကျွမ်းဝင်ပါတယ် He's my boyfriend. တကယ်အဲ့ဒါကသူ့ရဲ့ boyfriend ဖြစ်နေတာ But I shared with her biblical wisdom. ဒါပေမဲ့သူ့ရဲ့ main ကလေးကိုပေါ့နော်သူ့ရဲ့ main ကလေးကိုကြတော့သူ့ရဲ့ biblical word တွေနဲ့သူကပြောတာဖြစ်ပါတယ်ဒီကျမ်းချက်တွေနဲ့ပြောတာဖြစ်ပါတယ် A Christian cannot date a non-Christian. Christian တယောက်ဖြစ်တာနဲ့အခြားမယုံကြည်သူတွေနဲ့ချစ်ကြိုက်တာကမ That ကောင်းပါ can't ဘူး happen. It's not wise. အဲ့ဒါကwisdom မဟုတ်ပါဘူး And I took her through Bible studies to show her that. အဲ့ဒါကြောင့်မို့လို့ကိုကအဲ့ဒီတမန်ကျမ်းစာတွေနဲ့သူ့ကိုလမ်းပြပေးပါတယ် But she said, "No, I don't want to hear anymore." သူကသားစီးတာကိုသူကမကြိုက်ဘူးငါအဲ့လိုမျိုးစကားပြောတာလုံးဝမကြိုက်ဘူးဆိုပြီးတော့မှသူမက
မကြိုက်တာဖြစ်ပါတယ် And so sadly, then she committed sin of fornication, having sex with him now. အဲ့ဒါဆိုတော့သူမကနေပြီးတော့မှမတရားမေထုံနေနဲ့အတူတူနေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ် And totally going down the wrong path for like at least one year or more. သူကအဲ့ဒီအရာတွေနဲ့ပဲเนาะအဲ့မှာပဲတစ်နှစ်ကျော်လောက်အဲ့မှာကျင်လည်နေတာဖြစ်ပါတယ် Even when I warned her again, she still wanted to walk on that path. အဲ့ဒီအတိုင်းပဲသူကတစ်နှစ်ကျော်ပြန်သွားတဲ့အခါကျတော့အဲ့ဒီအတိုင်းပဲမယုံကြည်သူတွေနဲ့သူကအတူတူနေတာဖြစ်ပါတယ် And so biblical wisdom, amen, is very Amen. important. အဲ့ဒါကြောင့်မလို့ဒီမှာ biblical wisdom ဆိုတာเนาะဖျားပေးတဲ့ဉာဏ်ပညာကအယံပဲလိုအပ်တာဖြစ်ပါတယ် Proverbs 16:16 says that wisdom is more precious than gold. ဒီမှာတုတ်တန်ချမ်းအခန်းကြီး16ငွေ16မှာပြောထားတာဖြစ်ပါတယ်ဉာဏ်ပညာဟာအခြားကြောင့်မြတ်ယတနာထက်ပိုပြီးတော့မှတန်ဖိုးကြီးပါတယ် I think God shows you biblical wisdom every day. Amen. ဖခင်ကတာကျွန်တော်ကျမတို့အားလုံးကိုအဲ့မှာနှုတ်ကပတ်တော်အားဖြင့်သူကစကားပြောနေတာဖြစ်ပါတ Put ယ် your hand up every day. He gives you နေ့ wisdom. တိုင်းဖ Right? ခင်ရဲ့ဉာဏ်ပညာနဲ့လမ်းပြမှုရတဲ့ Am I သူကလက်ထောင်ပေးပါ We are led by the Bible. ဖခင်ရဲ့ Amen. နှုတ်ကပတ်တော်အားဖြင့် And လမ်း number ပြပေး 8 ပါ is စေ circumstances. နံပါတ်8ခုမြောက်ကပါလဲဆိုလို့ရှိရင် Sir- အခြေအနေ Circumstances are events in your life. ကိုယ့်ရဲ့နော်နေ့တိုင်းအခြေအနေတွေကအမြဲတမ်းပဲကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာဖြစ်ပါတယ်ဖြစ်ပျက်နေတဲ့အခြေအနေတွေကနေ Sometimes events speak loud to us. တခါတလေကြားလို့ရှိရင်အဲ့အဖြစ်အပျက်တွေကပို့ပြီးတော့မှကျယ်လောင်တာဖြစ်ပါတယ် So one time I was in a car wash အဲ့ building. မှာတနေ့မှာသူကအဲ့ဒီကားရေဆေးတဲ့နေရာကိုရောက်နေတဲ့အချိန်မှာ And it was washing my car. The machine was washing my car. အဲ့ဒီဆက်ကနေပြီးတော့မှသူ့ကားကိုရေဆေးပေးနေတာဖြစ်တယ် And then you drive your car out of the building. အဲ့ကနေပြီးတော့မှအဲ့ဒီ building ထဲကနေကားကိုမောင်းထုတ်လိုက်တဲ့အချိန်မှာမောင်းထွက်လိုက်တဲ့အချိန်မှာ But there were these giant boxes in front of where I needed to drive. အဲ့မှာဗာလဲ giant ကြီးမားတဲ့အခွက်ကြီးမားတဲ့အရာကြီးကနော်အရှိမစီတားနေတာ I could ပိတ် not ဆို့နေတာတားဆီးနေတာ I could not drive my car out. အဲ့ဆိုသူ့ကားကအပြင်ထွက်လို့မရတော့ပါဘူး I was trapped အဲ့ဒီအချိန်မှာသူကဒုက္ခရောက်နေတယ် and my phone was not working အဲ့ဒီအချိန်မှာသူ့ဖုန်းကလည်းသုံးလို့မရပါဘူး and Scott was not with me. သူရဲ့အမျိုးသားကလည်းသူ့အနားမှာမရှိဘူး Father, how am I going to get out of this car wash? ဖျားစီမှာပေါ့နော်ခမဲဖျားကျမကဘယ်လိုမျိုးလို့ဒီကနေလွတ်မြောက်နိုင်မလဲဆိုပြီးတော့ပြောပါတယ် It kind of sounds funny, right? ခါတလေကြားလို့ရှင်အယမ်းပဲဟာတာ But လို့ it ဖြစ် was သွားတယ် upsetting. တခါတလေကြားလို့ရှင်ပါ I နော် feel trapped. အဲ့ဒီချိန်မှာသူကအယမ်းဒုက္ခရောက် So I နေတယ် pray, Lord, just send someone to clear away all the big boxes. အဲ့ဒါနဲ့ဖျားစီမှာပေါ့နော် Help! တယောက်ယောက်ကူညီတောင်းဖို့တယောက်ယောက်ကိုစိတ်ခိုင်းပါဆိုပြီးတော့ပြောတယ် So in about 10 minutes, someone came and cleared away everything. 10မိနစ်လောက်ကြာတဲ့ခါကျလူတယောက်ရောက်လာပြီးတော့မှအဲ့ဒီပိတ်ဆို့တဲ့အရာတွေကိုဖယ်ရှားပေးတာ And ဖြ then စ်ပါ my တယ် car could get out. အဲ့ခါကျနေပြီးတော့မှသူ့ကားကိုကောင်းကောင်းမွန်မွန်နဲ့သွားနိုင်တာဖြစ်ပါတယ် Okay, no big deal. Not a problem. ဘာမှပြဿနာမရှိပါဘူးပေါ့နော် But the next day, နောက်တစ်နေ့ကျတော့ when I was working in an office in a building, အဲ့မှာအဆောက်အဦယုံအဆောက်အဦတစ်ခုကိုသွားတဲ့အချိန်မှာ everyone had left, but I'm still working. သူကအခြားတွေကတစ်ဖက်မှာရှိပြီးတော့သူကရှောက်သွားနေတာဖြစ်ပါတယ်လမ်း And လျှောက်ပြီးတော့သွား the တာ man who was the cleaner walked by and locked my door. အဲ့ပြီးတော့သူ့ရဲ့တကားကိုသူ့ရဲ့ cleaner တယောက်ပေါ့တန်ရှင်းရေးသမားတယောက်ကသူ့ရဲ့တကားကို lock လိုက်ပါတကားခတ်လိုက်တယ် What? ဘာဖြစ်တာလဲ I ran and tried the door. အဲ့ဆိုတော့သူကနေပြီးတော့မှစူးစားပြီးတော့မှတကားဖွင့်ပါတယ် Oh my, I'm locked in for the weekend. အဲ့မှာငါကဒီမှာအကုန်လုံးကြောင်နဲ့ပိတ်မိနေမလားဆိုပြီးတော့သူကစဉ်းစားတာ I'm ဖြစ်တယ်ဟုတ် banging လား on the door. ပြီးလို့ရှင်သူကတကားကိုအားပဲခောက်တာဖြစ်တယ် Help!
ကူညီပါ No answer. ဒါပေမဲ့ဘယ်သူမှမ I ကြား don't ရ have ဘူး my phone with me. သူ့ဖုန်းကလည်းသူ့နားမှာမရှိဘူး It's the weekend. နောက်ပြီးကြတော့စနေတနင်္ဂနွေရုံးပိတ်တဲ့အချိန်နဲ့ညားတဲ့ခါ He's ကြတော့နော် locking up the building for the weekend. အဲ့ဒါဆိုတော့နှစ်ရက်လောက်ပိတ်ထားမှဖြစ်တယ်ဆိုတဲ့အသက်ကြောင့် I မလို့ feel trapped. အဲ့ကိမှာဒုက္ခအကြီးကြီးရောက်တာဖြစ်တယ် Lord, send someone to unlock this. အဲ့ခါကျတော့ဖျားစီမှာတယောက်ယောက်ကိုဒီကိုပို့ပေးပါဆိုပြီးတော့မှပြောတယ်ကူညီပါဆိုပြီးတော့ Somebody အော်တယ် hear me. ဒီမှာငါ့ကိုကူညီဖို့တယောက်ယောက်မှမရှိဘူးလား I waited 15 minutes. 15မိနစ်လောက်ကြာပြီးမှ Oh, I didn't know you were still in here. ငါမသိဘူးဒီမှာနေရှိနေတယ်ဆိုတာငါမသိဘူးဆိုပြီးတော့မှပြောတာဖြစ်ပါတ He ယ် unlocks it. ပြီးတော့မှသူကဖွင့်ပေးတာဖြစ်ပါတယ် Okay, no problem. ဘာမှမဖြစ်ပါပြဿနာမရှိပါဘူး 2 days later, နှစ်ရက်ကြာတဲ့အချိန်မှာ I'm in my apartment. ပြီးလို့ရှိရင်သူ့ရဲ့ apartment ကို It's Clare. cold outside. ပြင်မှာကျတော့အဲ့လောက်ကြီးမအေးဘူးပေါ့နော် I open the glass door. ပြီးလို့ရှိရင်သူကသူ့ရဲ့မှန်တကားကိုဖွင့်လိုက်တယ် I step out to get something. သူကအပြင်ကိုတစ်ချက်နှစ်ချက်အပြင်ထွက်လိုက်တယ်တစ်ခုခုယူဖို့ And I just close the door ပြီး behind လို့ရှိ me. ရင်သူ့ရဲ့အနောက်မှာရှိတဲ့မှန်တကားကိုပိတ်လိုက်တယ် Click. ပြီးလို့ရှိရင်ဖွင့်လိုက်တယ် Click. click What? The door's locked. အဲ့ခါကျလို့ရှိရင်သူ့ door က The door is lock ဖြစ်နေတာလေ locked. တော့ကျသွားတာ lock က Locked. lock is oh yeah Now I'm outside. ပြီးလို့ရှိရင်သူကအပြင်မှာရှိနေသူ့တကားကပိတ်နေပြီတော့ခတ်ကျသွားတာ It's cold. အဲ့ပြင်မှာကျအယမ်းအေးတာဖြစ်တယ် I'm on the balcony. ပြီးလို့ရှိရင်သူ့ရဲ့ဘာဆောင်မှာလဲအဲ့မှာအပြင်မှာပေါ့နော်အဲ့မှာသူက I'm နေပြီး getting တော့မှ cold. သူကအယမ်းချမ်းနေတာဖြစ်တယ် My husband was not at home. အဲ့ဒီချိန်မှာသူ့ရဲ့အမျိုးသားကလည်းအိမ်မှာမရှိဘူး I did not have my phone. အဲ့မှာလည်းသူ့ဖုန်းကမရှိပြန်ဘူး And I'm waiting for someone to help me. အဲ့နေရာမှာလည်းတခါလူတစ်ယောက်ကဲတင်ဖို့ရန်တဲ့သူကစောင့်နေတာဖြစ် My ပါတယ် husband's not supposed to come home for 2 hours. နှစ်နာရီလောက်သူ့အမျိုးသားကပြန်မလာသေးဘူး I just pray. I feel so trapped. အဲ့ဒီချိန်မှာသူကထောင်ချောက်မိနေတာဖြစ်ပါတယ် Then Scott comes home half an hour later. အဲ့ပိမှာနာရီဝက်လောက်အကြာမှာ Oh, I'm so relieved. ပြီးလို့ရှိရင်သူကလွတ်မြောက်ခြင်းရရှိတာဖြစ်ပါတယ် Then I သူ့ pray. ယောက်ျားသူ့အမျိုးသားကရောက်ရှိလာတာဖြစ်ပါတယ် Then I pray. ပြီးလို့ရှိရင်သူကဆုတောင်းပါတယ် Father, what's going on in my life? ကျမရဲ့ဘဝမှာဘာတွေဖြစ်နေတယ်လဲဆိုပြီးတော့မှဆုတောင်းပါတယ် Why did I feel trapped ဒီနေရာ 3 မှာ times? ဘာဖြစ်လို့သုံးခါလောက်ကိုဒုက္ခအကြီးကြီး Right? ရောက်တယ်လဲဆိုပြီးတော့မှဆု That's တောင်း a ပါတယ် pattern. အဲ့ဒါက That's circumstances. အခြေအနေတွေဖြစ်နေတယ်เนาะ What's going on, Father? ဘာတွေဖြစ်နေတယ်လဲကျမဘဝမှာ And he showed me ဖခင်ကဘာကိုပြတယ်လဲဆိုလို့ရှိရင် something very traumatic that happened to me when I was a child. ကုသူရဲ့ငယ်ငယ်တုန်းကပေါ့နော် traumatic Some စိတ်ဒဏ် wounding. ရာပေါ့နော်စိတ်ဒဏ်ရာတစ်ခုသူကရရှိထားတာဖြစ်ပါတယ် He showed it to me. ဖခင်ကသူ့ကိုဖွင့်ပြတာဖြစ်တယ် He said you felt so trapped when you were a little girl. တခါတလေကြားလို့ရှိရင်နင်ကဒုက္ခရောက်တဲ့အချိန်မှာအယမ်းပဲဗာလဲအယမ်းပဲ trap ဖြစ်တာပေါ့နော် yes Trapped like စိတ်ဖြစ်စီမှုyes yeah စိတ်ဖြစ်စီမှုပေါ့နော် Yeah. အဲ့လိုရရှိရဖြစ် I ပါတ can't ယ် get out. yes And so Father God showed me a trauma from when I was young. အဲ့လိုမျိုးစိတ်ဒဏ်ရာရရှိငယ်ငယ်ကလေးကသူရရှိထားတဲ့စိတ်ဒဏ်ရာကနေ And the Holy Spirit came လွတ်မြောက်ဖို့ရန်အတွက်တန်ရှင်တော်ဝိညာဉ်တော်ကလာပြီးမှ and brought deep comfort to my soul. သူ့ရဲ့စိတ်ထဲမှာပေါ့နော်ကျင်နာမှုကိုအပြည့်ဝပေးတာဖြစ် And ပါ he တယ် said, you're not in a trap anymore. ကိုယ့်ရဲ့စိတ်ဒဏ်ရာပေါ့နော်နာကျင်မှု Hallelujah. တွေကနေလွတ်မြောက်ပေးတာဖြစ်ပါတယ် I have freed you. အဲ့ကနေပြီးတော့မှလွတ်မြောက်ခြင်းကိုရရှိ I တာ am ဖြစ်တယ် healing your heart right ကို now. ယ့်ရဲ့နှလုံးသားထဲမှာနော်နာကျင်တဲ့အရာတွေကိုသူက I was ဆမ်းမပေးတာဖြစ် crying, တယ် crying. သူကငိုကြွေးနေတာဖြစ်ပါတယ် Because the Holy Spirit was healing my heart from a Intentional. very deep
pain. တန်ရှင်သောဝိညာဉ်တော်ကနေသူ့ရဲ့စိတ်ထဲမှာနာကျင်တဲ့အရာတွေကိုကုသပေးတာဖြစ်ပါတယ် What about you? သင်တို့ရော Have you had circumstances speak to you? တခါတလေကြာလို့ရှရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကနေပြောတဲ့အရာတွေရှိသလား Sometimes events speak to us. တခါတလေကြာလို့ရှရင်ကျမတို့အဖြစ်အပျက်တွေကနေပြီးတော့မှဖခင်ကစကားပြောတဲ့အရာတွေလည်းရှိပါတယ် And we want to learn to hear God's voice more and more. ကျမတို့ကပေါ့နော်အမြဲတမ်းပဲဖခင်ရဲ့စကားကိုနားထောင်မှုနားညောင်းမှုလိုပါတယ် The more we're spending time, the deeper we're knowing God. ကိုကဖခင်နဲ့များအချိန်ပေးလေဖခင်ကိုပို့ပြီးတော့မှတိကျွမ်းလေဖြစ်ပါတယ် Every day I pray, Lord, give me eyes to see what you're showing me. နေ့တိုင်းမှာကျမဆုတောင်းပါတယ်ဖခင်ကိုတွေ့မြင်နိုင်မှုရန်အတွက်ဆိုပြီးတော့မှဆုတောင်းပါတယ် Father, give me ears so I can hear your voice. ဖခင်စီမှာဆုတောင်းပါတယ်ကျမရဲ့နားထောင်နိုင်တဲ့အစွမ်းကိုပေးပါဆိုပြီးတော့မှနေ့တိုင်းဆုတောင်းတာဖြစ်ပါတယ် Because Jesus said, the one who has ears to hear, let them hear. ဖခင်ကဘာပြောထားတယ်လဲဆိုလို့ရှင်နားရှိတော်သူများကြားကြလော့ The one who has eyes to see, let them see. ခောက်တဲ့သူကိုတွေ့တကားဖွင့်မယ်ဆိုတဲ့အရာပေါ့နော်မြင်ရမယ် Do you ever pray like that? ကိုကရောဆုတောင်းသလားအဲ့လိုဆုတောင်းသလား Give me eyes to see, Lord God. ဖခင်ရဲ့အလိုတော်ကိုမြင်တွေ့နိုင်ဖို့ရန်အတွက် I ဆို want ပြီးတော့မှ more ဆုတောင်းတယ် wisdom. ဖခင်စီမှာဉာဏ်ပညာတောင်း I လျှော want က် to ပါသလား see what you're doing, Lord ဖ God. ခင်ကဘာလုပ်နေတယ်လဲဆိုတာဘာပြုချင်တယ်လဲဆိုတာ Show ကို me ဆု your တောင်းတယ် will. ကိုယ့်ရဲ့သူ့ရဲ့အလိုတော်ကိုသိနိုင်ဖို့ရန်အတွက်ဆုတောင်းပါ Help my ears to hear your voice, oh God. ကိုယ့်ရဲ့နားကိုပေါ့နော်သူ့ရဲ့အတန်တော်ကြားနိုင်ဖို့ရန်အတွက်ဆုတောင်းပါ Sharpen my spiritual hearing. ကိုယ့်ရဲ့ဒီမှာနားကြားနိုင်တဲ့အစွမ်းတသိကိုပေးတော်မူပါဆိုပြီးတော့မှဆုတောင်းပါ It's important to pray that အဲ့ဒါကအရန်အရေးကြီးတဲ့ဆုတောင်းချက်ဖြစ်ပါတယ် because there are other voices speaking to us. တခါတလေကြားလို့ရှရင်စကားတန်တွေကကျမတို့ကိုအများကြီးစကား Right? ပြောတာကြားရမှာဖြစ်ပါတယ် There's God's voice speaking to us. အဲ့ဒီစကားတန်အများကြီးထဲမှာဖခင်ရဲ့ပြောတဲ့နှုတ်ကပတ်တော်ဖြစ်သလားဆိုတာကိုကိုက Then စဉ်း there's စားဖို့လိုပါတယ် my voice speaking to me. ကိုအတန်ကနေကိုစကားပြောတာဖြစ်ပါတယ် And then a demon's voice can speak as well. ပြီးလို့ရှိရင်နတ်ဆိုးတွေဝိညာဉ်ဆိုးတွေကလည်းကျမတို့ကိုစကားအမြဲတမ်းပြောနေတာဖြစ်ပါတယ် And we need to have wisdom. အဲ့ဒါကြောင့်မလို့ကျမတို့ကဉာဏ်ပညာကိုလိုအပ်တာဖြစ်ပါ We တယ် need to have more discernment ခွဲခြားသိမြင်နိုင်တဲ့ပညာလိုအပ်တာဖြစ်ပါတယ် so we can identify that's God's voice. အဲ့ဒါကကျမတို့ကဖော်ပြနိုင်မယ်ဒါကဘုရားအတန်ဖြစ်တယ် Oh, that's my voice. ဒါကငါလိုချင်တဲ့အတန်ဖြစ်တယ် That's a demon speaking ဒါက to န me. တ်ဆိုးတွေဝိညာဉ်ဆိုးတွေပြောတဲ့အရာဖြစ်တယ်ဆိုတာကိုကခွဲခြားတတ်ရမယ် Because demons will come and speak to you as if they're God. ဒီမှာဝိညာဉ်ဆိုးတွေကနော်မသက်ရှင်သောသူတွေကပြောတဲ့အရာတွေကကိုလာပြောနေလိမ့်မယ် Demons try and come and sound like God. နတ်ဆိုးတွေကပေါ့နော်ဖျားစီက Right? ကြားတဲ့အတန်လိုမျိုးအတုရောင်ဆောင်ပြီးတော့မှတခါတလေကြာရင်စကားပြောမှဖြစ်တယ် And we need to have wisdom so we can အဲ့ဒါကြောင့်မလို့ reject ကျမတို့ကတကယ်ပဲ that ဖျားစီက voice. ဉာဏ်ပညာကိုလိုအပ်တာဖြစ်ပါတယ် so we can hear our heavenly အဲ့ဒါမှ Father's ဆိုလို့ voice. ရှင်ဖျားရဲ့အတန်ကိုကြားနိုင်မှာဖြစ်ပါတ And ယ် when I hear Father speak to me, ဖျားရဲ့အတန်ကိုကြားပြီဆိုလို့ရှိရင် then I can do his will. အဲ့ဒါဆိုလို့ရှိရင်သူ့ရဲ့ Amen. အလိုတော်အတိုင်းလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ် Hallelujah. အာမင်အာမင် Praise God. အာမင် Praise God. အာမင် I know you are here to get training for evangelism. ဒီနေရာမှာဆိုလို့ရှိရင်ဧဝံဂေလိတရားလှုပ်ဆောင်မှုရန်အတွက် training ယူနေကြတာဖြစ်ပါတယ် So I want to share with you another evangelism story. အခြားဧဝံဂေလိတရားအကြောင်းကိုကျွန်မဒီနေရာမှာပြောချင်တာဖြစ်ပါတယ် Scott and I did go to China to train missionaries. အဲ့မှာ missionary တွေကို training ပေးဖို့ရန်အတွက် China တရုတ်ပြည်ကိုတစ်ခါပြန်ရောက်သွားပါတယ် We went 4 times. Glory to Oh. God. သူက၄ချိန်ရောက်သွားတာဖြစ်ပါတယ်เนาะတရုတ်ပြည်ကို Yeah, it was beautiful. It was beautiful. It was beautiful. ဟောအဲ့ဒါကအရန်လှပတာဖြစ်ပါတယ် So one time we were there
တဲ့ချိန်မှာသူတို့အဲ့နေမှာရောက်တဲ့အချိန်မှာ And we were doing a school like we're doing here. ဒီမှာလုံနေတယ်လို့မျိုးပဲဟိုမှာလည်းကျောင်းစတင်လှုပ်ဆောင်တာဖြစ်ပါတယ် Only there was one big difference. တခုကွဲပြားခြားနာတာပါရှိတယ်လဲဆိုရင် The bed we were sleeping on was like concrete. သူတို့အိတ်တဲ့နေရာကြတော့ဒီလိုမျိုးတမန်တလင်းပေါ်မှာအိတ်ရတာဖြစ်ပါတယ် I mean it. အဲ့မှာသူကအဲ့တမန်တလင်းကိုပြောတာနော် Like the carpet is more comfortable than the bed we were on. သူတို့တမန်တလင်းပေါ်မှာအိတ်နေတာထက်စာကြီး carpet ပေါ်မှာအိတ်တာကပို့ပြီးတော့မှဇိမ်ကြတာဖြစ်ပါတယ် Because in parts of China they have the concrete beds. သူတို့ Real. သူတို့ကဒီလိုမျိုးတမန်တလင်းပေါ့နော်တမန်တလင်းလို့ပဲပြောကျန်းအကျန်းခင်းပဲပေါ့အဲ့ပေါ်မှာသူတို့က bed အနေနဲ့သူတို့ကသုံးတာဖြစ်တဲ့အိတ်ဖို့နေရ So what a big difference. Here the bed is amazing at the ဒီမှာနဲ့ hotel. ဘာခြားတယ်လဲဆိုလို့ရှိရင်ဒီမှာကျတော့ကကျင်နဲ့အရန်ခြားနာတာဖြစ်ပါတယ် Thank you Jesus for the bed. Amen Woo! Amen Hallelujah. Amen We are all thankful. အရာအလုံးသက်ကျေးဇူးတော်ချီးမွမ်းပါတယ် But in China we did not sleep very much. China မှာသွားတော့ကတရုတ်မှာသွားတော့ကဆိုလို့ရှိရင်သူတို့ကကောင်းကောင်းအိတ်မပျော်ဘူး Midnight, ညတကောင်ရံမှာ 1 a.m., တနာရီလောက်ထိုးတဲ့ခါမှာ 2 a.m. 2နာရီ Scott, have you slept? သူတို့ကသူ့အမျိုးသားဆိုလုံးဝမအိတ်ဘူး No, sweetheart, have you slept? no sweetheart တွေပါမရှိတော့ဘူးပေါ့နော် I don't know whether to cry or to get upset, Scott. ငိုရမလားရီရမလားဖြစ်နေတဲ့အချိန်ရောက်ရှိသွားတာဖြစ်ပါတယ် Time for prayer. အဲ့ချိန်မှာ Amen. ဆုတောင်းမှုအချိန်ရရှိသွားတာဖြစ်ပါတယ် Get upset or pray, one or the other. ဆုတောင်းမှုပဲဖြစ်တယ်နော်အဲ့လိုမျိုးအိတ်လို့မရတဲ့အချိန်မှာ And so extra prayer when we ပို့ပြီး could တော့မှ not ဆု sleep. တောင်းမှုကပိုများတာဖြစ်ပါတယ် But I heard the Lord say you're going to evangelize. ဒါပေမဲ့ဖခင်ရဲ့အနှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာ So during lunch, I would always go on a walk. သူကထမင်းစားနေတဲ့ထမင်းစားချိန်ရောက်ပြီဆိုလို့ရှိရင်သူကအမြဲတမ်းပဲရှောက်သွားတာဖြစ်ပါတယ် So I was on my prayer walk in China သူကလမ်းလျှောက်ရင်းနဲ့ဆုတောင်းနေတဲ့အချိန်မှာ during lunchtime, သူရဲ့ထမင်းစားနေတဲ့အချိန်မှာ the first day. အဲ့မှာဘာဖြစ်တယ်လဲပထမနေ့မှာ And there were a group of workers building a building. အဲ့မှာစောက်လုပ်ရေးမှာပေါ့နော်စောက်လုပ်နေကြတဲ့လူတစုကိုတွေ့ရတယ် One of them was a woman. ဟောအဲ့ထဲမှာတယောက်ကအမျိုးသမီးဖြစ်ပါတယ် She was strong. သူကအယမ်းပဲခွန်အားကြီးတာဖြစ်ပါတယ် So I smiled. ပြီးလို့ရှိရင်သူကအယမ်းပဲပြုံးရည်တယ်ပေါ့နော် She ရွှင်လ smiled. န်းတယ် She smiled at me. ပြီးလို့ရှိရင်သူ့ကိုကြည်ပြတာပြုံးပြတာဖြစ်ပါတယ် And then when I came by her another time, I waved to her. ပြီးလို့ရှိရင်သူကလက်ကလေးထောင်ပြပြီးတော့မှသူ့ကိုနှုတ်ဆက်လိုက်တယ် I felt an impression from the Holy Spirit. အဲ့ကနေတက်ရှင်တော်ဝိညာဉ်တော်ကနေခံစားချက်တစ်ခုကိုရရှိတာဖြစ်ပါ Oh, တယ် I have favor from God with this woman. ဖခင်ရဲ့မျက်နှာသာရမယ့်အမျိုးသမီးဖြစ်ပါတယ်ဆို I ပြီးတော့ don't speak her language, but there's favor from God. ဒါပေမဲ့သူ့ရဲ့စကားနဲ့သူကစကားပြောဖို့ရန်ဒါပေမဲ့ကျွန်တော်က And the next day I went over to look at what she was building. အဲ့ဒီချိန်မှာနောက်တစ်နေ့မှာသူကအဲ့လိုမျိုးလျှောက်သွားပြီးတော့မှသူစောက်လုပ်ရေးဌာနမှာလုပ်နေတာသူကတွေ့ပါတယ် They were very busy laying the bricks. သူမှာအုတ်တွေစီနေတာသူကအယမ်းပဲအလုပ်များပြီးတော့မှအုတ်တွေစီနေတာကိုတွေ့ပါတယ် And when I went over, she came and she gave me a piece of fruit. ပြီးလို့ရှိရင်သူအလုပ်ပြီးတဲ့အချိန်မှာသူ့ကိုတွေ့တဲ့ခါကျတော့ဆီယာမကိုမုတ်သွားကျွေးပါတယ် Thought, oh, God's favor. အဲ့ဒါဆိုလို့ရှိရင်ဖခင်ရဲ့ The, မျက်နှာ Hol- သာကိုရရှိတာဖြစ် the တယ် Holy Spirit said, you're going to share the gospel with her. အဲ့ဒီအချိန်မှာတန်ရှင်တော်ဝိညာဉ်တော်ကသူ့ကိုဖခင်ရဲ့အကြောင်းကဲ့တင်ခြင်းအကြောင်းကိုတွားပြောပါဆိုပြီးတော့မှပြောပါတယ် So what did I do? အဲ့ဆိုရင် तू ကဘာလုပ်တယ်လဲ Did I say, okay? ဟုတ်ကဲ့လုပ်ပါမယ်ဆိုပြီးပြောပါတယ် No, I prayed. ပြီးလို့ရှိရင် तू ကဘာလုပ်တယ်လဲဆိုရင်ဆုတောင်းပါ Lord, တယ် open a door for the gospel. အဲ့ဒါဆိုလို့ရှိရင် तू ရဲ့အင်္ဂလိပ်တရားပြောဖို့ရန်အတွက်ဖခင်ဖွင့်ပေးတော်မူပါဆို Father, ပြီးတော့ဆုတော prepare င်း her heart. အ
အဲ့ဆိုသူရဲ့နှလုံးသားကိုပြင်ဆင်ပေးတော်မူပါ I ဆို cry ပြီး out ပြော for more favor. အဲ့ဆိုလို့ရှိရင်ကိုယ့်မျက်နှာသာရရှိဖို့ရန်အတွက်သူက I cry တွေးကြော် out, ပါတယ် cry out for the timing of God. ငိုကြွေးပါဖျားစီမှာငိုကြွေးပြီးတော့မှဆုတောင်းပါတယ် Bring your angels with me, oh သူရဲ့တ God. န်ရှင်သောကောင်းကင်တမန်များကြွတော်မူပါဆိုပြီးတော့တောင်းလျှောက် Help တာ me ဖြစ် in ပါ my weakness. ကိုယ့်ရဲ့အားနည်းနေတဲ့အရာပေါ်မှာကူညီပါဆိုပြီးတော့မှဆုတောင်းတာဖြစ်ပါတယ် And I am so busy at this school, I don't know when I can do it. ဟော तू ကဒီမှာတင်တန်းသားတွေကိုလည်းတင်တန်းပေးနေတယ်ဆိုတော့ तू ကအယမ်းမဲ့အလုပ်များနေတာဖြစ်ပါတယ် When you hear God pray, ဖခင်ကကိုယ့်ကိုဆုတောင်းပါလို့ပြောတဲ့အချိန်မှာ King David inquired of the Lord. အဲ့မှာ King Right? ဘယင်ကြီး David ကတောင်မှ It's not enough to hear God's voice. တခါတလေကြလို့ရှရင် तू ကဖခင်ရဲ့စကားနားထောင်မှုအချိန်တော့မပေးနိုင်တဲ့အချိန်တွေ The ရှိပါတယ် first time. ပထမဆုံးအချိန်မှာ But pray again. ပြီးလို့ရှရင် तू ကပြန်ပြီးတော့မှဆုပြန် Show me, တောင်းပါတယ် Lord. အဲဆိုလို့ရှရင်ကိုယ့်ရဲ့ Help ဖ me, ခင်ရဲ့ Lord. လမ်းပြမှုကို तू ကတောင်းလျှောက်တာဖြစ်ပါတယ် Don't let me miss this opportunity. အဲ့ဒီ opportunity အခွင့်အရေးကိုမဆုံးရှုံးဖို့ရန်အတွက် तू ကဆုတောင်းတာဖြစ်ပါတယ် The next day I went on my prayer walk. နောက်နေ့ကျတော့ तू ကလမ်းလျှောက်သွားရင်းနဲ့ Another wave. ပြီးလို့ရှရင် तू ကလက်ပြပေးတယ် I felt led by the Lord. Give her an orange. အဲ့လိုဆိုလို့ရှရင် An သူ orange. ကရှိတဲ့လိမ္မော်တီးကိုသူ့ကိုပေးလိုက်တယ် Fruit. ပြီးလို့ရှရင်အသီးကိုပေးလိုက် She တ was ယ် like, သူကအယမ်းမဲ့ဒီလိုခေါင်းငိတ်လိုက်တယ် it was beautiful. We were building သူ relationship. နဲ့ပထမဆုံးအဲ့ဒီအမျိုးသမီးနဲ့သူ့ရဲ့အဆက်အသွယ်ပေါ့နော် building relationship အရင်ယူတယ် I did not speak Chinese. သူကတရုတ်လိုမပြောတတ်ပါဘူး So then, the next day, I'm on my prayer walk နောက်နေ့ကျတော့သူကအဲ့လိုပဲလမ်းလျှောက်ဆူတောင်းပါတယ် and waving again. ပြီးလို့ရှိရင်သူ့ကိုလက်ပြနှုတ်ဆက်ပါတယ် Shh. သူကအိတ်နေတာဖြစ်ပါတယ် But actually, I wasn't sleeping at night. အဲ့မှသူကကြတော့ညမှာအိတ်မပျော်ဘူးဒါပေမဲ့အဲ့အမျိုးသမီးကအိတ်ပျော်နေတာ More sleepless nights. I I got- cannot sleep. အာ No, it's Ma- okay. It's အာ cannot sleep. သူကလုံးဝမအိတ်နိုင်ဘူးဟိုအမျိုးသမီးကျတော့သူကအိတ်နေတာပေါ့နော် Yeah. And so then I said, Lord, this is the end of the time I'm here. အခုချိန်မှာကျမတို့ရဲ့ဖျားစီမှာဆူတောင်းပြီးတော့ဒါကနောက်ဆုံးသောအချိန်ဖြစ်ပါတယ် It was the last day. ဒီနေ့ကနောက်ဆုံးသောရက်ဖြစ်ပါတယ် It was lunchtime. အဲ့ဒါကထမင်းစားနေတဲ့အချိန်ဖြစ်ပါ I တယ် hadn't slept in 4 days. သူက4ရက်လောက်ကိုသူကအိတ်မပျော်ဘူးဖြစ်ပါတယ် I'm exhausted. သူကအယမ်းပဲအင်အားနည်းနေတာဖြစ်တယ် It's lunchtime. အဲ့ဒါကထမင်းစားနေတဲ့အ I'm ချိန်ဖြစ်တယ် hungry. သူကဗိုက်လဲစားတယ် I'm exhausted. ပြီးလို့ရှိရင်သူကပင်ပန်းနွမ်းနယ်နေတ And ယ် I have to go to the bathroom. ပြီးလို့ရှိရင်သူက bathroom ကိုသွားဖို့ရောက်တဲ့အချိန်မှာ I heard a voice. ပြီးလို့ရှိရင်ဖျားစီကနေအတန်ကြားရတယ် Now! အခု Okay. Get your interpreter. နေ့ရက်နော်စကားပြန်တယောက်ကိုခေါ်သွားပြီးတော့မှ But I have to rest, Lord. ငါကအနားယူရမှာဆိုပြီးဖျားစီမှာ I ပြောတ need ယ် to go to the bathroom. ငါ bathroom သွားချင်တယ်အိမ်သာသွားချင်တယ်လို့ပဲပြောလိုက်မယ်နော် Now သွားချင်တယ်မဟုတ်ဘူးအခုသွားပါတဲ့ I got my interpreter, သူ my ရဲ့ Chinese စကားပြန်နဲ့ interpreter. နော်တရုတ်စကားပြန်နဲ့သူကဒီလိုသွားလိုက်တယ် And we went to that place they were building. အဲ့မှာသူတို့စောက်လုပ်ရေးလုပ်နေတဲ့နေရာကိုသူကသွားလိုက်တယ်သူရဲ့စကားပြန်နဲ့ There were 5 workers sitting down, not working. သူတို့ကအလုပ်နားနေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကအတူတကွထိုင်နေတဲ့အချိန်မှာ They were all sitting in a row. သူတို့မှလမ်းမကြီးပေါ်မှာဒီလိုမျိုး9ယောက်စလုံးထိုင်နေကြ They ပါတယ် had their lunch. သူတို့ရဲ့အစာကိုစားနေတဲ့အချိန်ဖြစ်ပါတယ် I heard a voice. ပြီးလို့ရှိရင်ဖယားစီကနေအတန်ကြားရပါတယ် They're all ready for the gospel. သူတို့ဟာဧဝံဂေလိတရားအတွက်အစဉ်သင့်ဖြစ်နေပြီဆိုတဲ့အတန်ကိုဆရာမကြီးကကြားတာဖြစ်ပါတယ် Hallelujah. အာမင် I went up to them. သူတို့စီကိုတွားလိုက်ပါတယ် I spoke the gospel. ပြီးလို့ရှိရင်ဧဝံဂေလိတရားကိုဟော The ကြားပါတယ် power of God came. ဖယားရဲ့ဘုံတကိုးတော်ကသူတို့စီမှာကြွားရောက်တာဖြစ်ပါတ 4 ယ် of them, I could see their faces with light ဟော lighting သူ up. တို့ရဲ့မျက်နှာတွေမှာပေါ့နော်ရွှင်လန်းခြင်းကိုသူတို့တွေ့မြင်ရတာဖြစ်ပါတ Number ယ် 5 got up and walked away. 9ယောက်မြောက်တစ်ယောက်ကကြတော့သူကအပြင်ကိုထွက်သွားလိုက်တယ်
all 4 of them got saved. သူတို့၄ယောက်စလုံးကကဲ့တင်ခြင်းကိုရရှိသွားတာဖြစ်ပါ It's တ so ယ် Amen beautiful. Amen So beautiful. အယံမဲ့လှပတဲ့အရာဖြစ်ပါတ The ယ် power of God for salvation. ဖခင်ရဲ့ဘုံတကိုးတော်ကဲ့တင်ခြင်းဘုံတကိုးတော်ဖြစ်ပါတ The ယ် timing of God. ဖခင်ရဲ့အချိန်ရှိပါတ The ယ် ways of God. ဖခင်ရဲ့နီးလန်းအတိုင်းသွားတာဖြစ်ပါတယ်ဖခင်လှုပ်ဆောင်တာဖြစ်ပါတ want ယ် to pray for an anointing right now အခုချိန်မှာကျွန်မက for you. ဗိတ်သိက်ခြင်းအတွက်ဆုတောင်းပေးမှဖြစ်ပါတယ် Just before I finish my talk. ဒီမှာဒီဟာတွေမပြောခင်မှာဗိတ်သိက်ခြင်းကိုဆုတောင်းပေးမှဖြစ်ပါတယ် If you are feeling excited about evangelism right now, ဧဝံဂေလိတရားအတွက်အယမ်းမဲ့စိတ်လှုပ်ရှားတယ်ဆိုလို့ရှိရင် it's okay if you're not. ဒါပေမဲ့အဲ့လိုမဖြစ်ဘူးဆိုရင်လည်း But if God is speaking to you about Holy Spirit evangelism, ဖခင်တန်ရှင်တော်ဝိညာဉ်တော်ကနေဧဝံဂေလိတရားကိုလှုပ်ဆောင်မှာဖြစ် just ပါ put တယ် your hand up, please. အခုချိန်မှာလက်မြောက်ရအောင်ပေါ့နော် Okay, just stand up, please. မတရက်ပေးကြပါ Thank you, Lord. Just put your hands out to the အခု Lord. လက်မြောက်ပြီးတော့မှမတရက်ပေးကြပါ Let's stay focused. Thank you, Lord. Amen Thank you, Lord. ကျေးဇူးတင်တဲ့ဖခင်ကျေးဇူးတင်ပါတ Praise ယ် you, Lord. ဖခင်ကိုချီးမွမ်းပါတယ် Hallelujah. Hallelujah Hallelujah Thank you, Lord, for your anointing. ဖခင်ရဲ့ဗိတ်သိက်ခြင်းအတွက်ကျေးဇူး Come, တင်ပါတ Holy ယ် Spirit. တန်ရှင်တော်ဝိညာဉ်တော်ကြွဆင်းတော်မူပါ Come, Holy Spirit. တန်ရှင်တော်ဝိညာဉ်တော်ကြွဆင်းတော်မူပါ Yes. Amen Amen Yes. Amen Yes. Amen Yeah, just receive the anointing. ဖခင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဗိတ်သိက်ခြင်းကိုခံယူပါ Stir up Amen. your anointing, Lord. ဖခင်သူတို့အပေါ်မှာဗိတ်သိက်မှုပေးတော်မူပါ Let your power come. ဖခင်ရဲ့ဘုံတကိုးတော်ကြွဆင်းတော်မူပါ Amen Let your power come. ဖခင်ရဲ့ဘုံတကိုးတော်ကြွဆင်းတော်မူပါ Let Amen. words, prophecy come. ဖခင်ရဲ့ပြောကြားခြင်းတွေကြွရောက်ပါစေ Let healing come. ကျမ်းမာခြင်းတွေရောက်ရှိပါစေ Amen Healing Amen. evangelism. Amen Amen ဧဝံဂေလိတ Lives ရာအ being သက် restored. Amen Amen Yes, Lord. Amen 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 More, more, Amen 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 more. Amen It's okay. Amen Amen More. 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 Just receive more of the anointing. ဖခင်ရဲ့ဗိတ်သိက်ခြင်းကိုပို့ပြီးခံစားရပါစေ Amen Amen Yes, we cry out for Holy Spirit evangelism. တန်ရှင်တော်ဝိညာဉ်တော်ရဲ့ဧဝံဂေလိတရားအတွက်ဟိုချွေးပါ Yes. Yes. Holy Spirit evangelism. Pour out your spirit. Pour out your spirit. Understand yes It's for everyone too. You can, when I sing a sentence, you can say yes okay pour out your spirit. တန်ရှင်တော်ဝိညာဉ်တော်ဆင်းကြွတော်မူပါ Amen Pour out တန်ရှင်တော်ဝိညာဉ်တော် spirit. ဟိုဆင်းကြွတော်မူပါ Amen Amen Pour out more. တန်ရှင်တော်ဝိညာဉ်တော်ဆင်းကြွတော်မူ We're ပါ hungry, Lord. စားလောင်နေတဲ့နှလုံးသားပေါ်မှာ So hungry, Lord. ကျမတို့ကရင်စာငတ်နေပါတယ်တန်ရှင်တော်ဝိညာဉ်တော်စာငတ်နေပါတယ် We're hungry Amen for your ကျမတို့ရဲ့စာငတ်တဲ့နှလုံးသားမှာတန်ရှင်တော်ဝိညာဉ်တော် will. သွန် We're လောင်းတော်မူ hungry ပါ for your ဖ will. ခင်ကိုစာငတ်ပါ၏ဟာလေလုယာဟာလေလုယာဟာလေလု Pour ယာ out. တန်ရှင်တော်ဝိညာဉ်တော်ဆင်ကြွတော်မူပါ Come, Holy Spirit. တန်ရှင်တော်ဝိညာဉ်တော်ဤနေရာကနေဆောင်ရှောက်ပါ၏အာမင်အာမင်ရှာရပါပါ
pa pa oh hey sara pa 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 di ke shaka pa da ka shiri ki shiri ka shiri ki shiri ki shiri oh hey shaka pa 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 Holy Spirit. oh tashino winyino amen tashino winyino Pour out. Sino muba Father, I don't want what I can do. ကျွန်တော်မလုံနိုင်တဲ့အရာတွေကိုကိုရောအနမ်းပါ၏အာမင် I want what you can do. ကိုရောလုံနိုင်တဲ့အရာပေါ်မှာပဲကျွန်မမူတည်ပါ I want what you can do. ဘာကိုရောပြုမဲ့အရာတွေအပေါ်မှာပဲမူတည်ပါတယ်အာမင်ကိုရောလုံပေးမဲ့အရာပေါ်မှာအာမင် Pour out your spirit. Amen 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 တန်ရှင်တော်ဝိညာဉ်တော်ကြွဆင်းတော်မူပါ Pour out your spirit. တန်ရှင်တော်ဝိညာဉ်တော်ကြွဆင်းတော်မူပါ Amen Amen More. Amen တန်ရှင်တော် More. သွန်လောင်း Lord, တော် I'm မူပါ not satisfied. ကျွန်မမကျေနပ်နိုင်ပါဘူး I'm not satisfied. ကျွန်မလုံးဝမကျေနပ်နိုင်ပါဘူး I must have more of you. ကျွန်မသင်ကိုပို့ပြီးတော့မှချစ်ချင်ပါတယ် More, Lord. More. Amen More of ပို့ you, ပြီးတော့ Lord. ကျွမ်းချင်ပါတယ် More of Amen. you, Lord. Amen တန်ရှင်တော်ဝိ I ညာဉ်တော် want your Amen. wisdom. Oh. Just cry out for it. ဖခင်ရဲ့ Give me ဉာဏ် your ပညာကို wisdom, လို oh ရှိပါတယ် Amen ဖခင်ရဲ့ဉာဏ်ပ Give me ညာ your ဖခင်ထံမှ wisdom, လာတဲ့ဉာဏ် Father. ပညာ Amen Amen Give me Amen. ears to hear your ဖခင်ရဲ့အ voice. သံကိုကြားချင်ပါတယ် Amen 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 Amen. Sharga Papa Thank you, Lord. Amen Amen Shiriki ka Wisdom. Shiriki Shiriki Yes, Lord. Oh, fill me. Amen Fill me, Father. I want to overflow. အရာအလုံးကြော်ပြတ်နိုင်မှုရန်အတွက် Oh, yes. Amen Amen Yes. I say yes to you, Father. Yes, when it's hard. Oh ကိုရဘုံတကိုရအဖြစ်ကြော်စင် Yes, when I'm tired. Oh အရာအလုံးကိုဖျားစီမှာအနံပါရဲ့ Amen Amen Thank you, Lord. Thank you, Lord. Hallelujah. Shika bye bye tiki shiki shiki tiki city ki city ki city ki. Oh shiki ka sharaka pa 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 ti 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 ti. Pour out your spirit. Oh shiki shaka pa 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 tiki shiki city ki pa 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 ti 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 ti. Pour out your spirit. Tashino winyino ton lao no muba. Give me ears to hear Amen. Tashino. more, Lord. Amen. Tashino winyino you. Tashino winyino loksha. Tashino muba. Holy Spirit. Tashino winyino. Hallelujah. Give Hallelujah. us more. Give us more. Break my heart for the lost. Break my heart for the lost. Oh, ဖျားအတွက်ပေါ့နော် Break my heart. Give me your heart. ပြီးတော်မူပါဖျားရှင်မလာတဲ့ Amen Your heart. Your way. ကိုရောရဲ့လမ်းပြတာကိုရောရဲ့နီလန်းအတိုက်လျှောက်လန်းစီတော်မူပါကိုရောရဲ့နှလုံးသားထည့်ပြီးတော်မူပါ Your way. Amen Your power. ကိုရဲ့ဘုံတကိုးတော်နဲ့အတူ Amen Amen Your Amen power. ဖျားဘုံတကိုးတော်နဲ့အတူပါရှိတော်မူပါ Pour out Amen without measure. Hallelujah တရှင်တော်ဝိညာဉ်တော်သွန်လောင်းတော်မူပါ Amen 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 More, more. ပို့ပြီးတော့မှကျွမ်းစေတော်မူပါ Amen Amen Yes. Thank you, ယေရှု Jesus. တင်တဲ့အဖယေရှုတင်တဲ့အဖ Amen Thank you, Jesus. Amen ယေရှုတင်တဲ့အဖ Thank you, Lord. ယေရှုတင်တဲ့အဖ Oh, yes. Heart of God.
that this is a work of your grace. ဒီနေ့မှာကျွန်မဖခင်ရဲ့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့် We are so thankful. ယေရှုအများကြီးတင်ပါတယ်အဖ Thank you ယေရှုတင်တယ် for giving us your heart more. ဒီနေ့မှာဖခင်ရဲ့နှလုံးသားကိုထည့်ပေးတဲ့အတွက်ကြောင့်မလို့ယေရှုတင်ပါတယ် Thank you for giving visions for Dinema. souls. ကျမတို့ရဲ့ဝိညာဉ်တော်အတွက်တန်ရှင်သောယူပါယုံကိုပေးတဲ့အတွက်ကြောင့်မလို့ယေရှုတင်ပါတယ် I bless you to receive those visions. ကိုရောပေးတဲ့ vision တွေကိုကျမတို့ name ချက်မှာ of ရရှိတဲ့ Jesus. အတွက်ကြောင့်မလို့ယေရှုတင်ပါတယ်ယေရှုနာမအားဖြင့် I bless you to receive dreams. ဒီနေရာမှာအိမ်မက်ယူပါယုံများကို Release ရ the ရှိဖို့ရတဲ့အတွက် dreams. ဒီနေ့မှာဒီနေ့အရောက်စီတိုင်းအတွက် Thank you that we can hear your still small voice. ဒီနေရာမှာယေရှုအများကြီးတင်ပါတယ်ကိုရောရဲ့အတွင်းအတန်ကိုကြားတဲ့အတွက်ကြောင့်မလို့ယေရှုတင်ပါတယ် I love your voice, oh ဒီနေ့ God. မှာယေရှုအများကြီးတင်ပါတယ်ကိုရောထံကအတန်ကိုကြားတဲ့အတွက် I ကြောင့် love your voice, oh ဒီနေ့ God. မှာကိုရောအတန်ကိုကြားတဲ့အတွက်ကြောင့်ယေရှုတင်ပါတယ် Speak to me စကားပြောတော်မူပါ and I will listen. ကျမတို့နားထောင်ပါတယ် Speak to me. ကျွန်တော်ကျမတို့အလုံးစကားပြောတော်မူပါ Help me to walk on your path. ဒီနေ့မှာဖခင်ရဲ့အလိုတော်အတိုင်းတောင်းလျှောက်နိုင်ဖို့ရန်အတွက် Hallelujah. အာမင် Amen. အာမင်အာမင် We are going to take a short break for
သင်ကဆုတောင်း Father, do you want me to move from Yangon to Mandalay? ဒီရန်ကုန်ကနေမန္တလေးပြောင်းရမလားဆိုပြီးတော့မှဖျားစီမှာမေခွန်မေးပါဆုတောင်းပါ Number 3, listen. ပြီးလို့ရှရင်ဆုတောင်းပြီးတဲ့ချိန်မှာနံပါတ်3အချက်ကကြတော့နားထောင်ပါနားညောင်းပါ If you're praying, you're not listening. ကိုကဆုပဲတောင်းပြီးတော့မှနားမထောင်ဘူးဆိုလို့ရှရင် If you're speaking in tongues, you're not listening. ကိုကအခြားသောဘာသာစကားတွေပြောပြီးတော့မှနားထောင်မှုမရှိဘူးဆိုလို့ရှရင် I love praying in tongues. ကျမကတော့အခြားသောဘာသာစကားနဲ့ဆုတောင်းတာကိုစိုက်ပါတယ် But step 3 is listening. ဒါပေမဲ့တတိယအချက်ကကြတော့နားညောင်းဖို့နားထောင်ဖို့ဖြစ်ပါတယ် Step number 4, write down what you think God is saying to you. Number 4အချက်သုတ်ဒုတ်တမြောက်အချက်ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်ကိုကြားတဲ့အတန်တွေကိုလိုက်ရေးရမှာဖြစ်ပါတယ် So number 4, write. ပြီးလို့ရှိရင်ရေးရမယ်နံပါတ်4အချက်က And finally, number 5 is test. နံပါတ်5အချက်ကကိုစမ်းသပ်မယ်ပြန်စစ်ဆေးမယ် Testing is the most important step of hearing God's voice. ဒီမှာစမ်းသပ်ခြင်းဟာဆိုလို့ရှိရင်ဖျားအတန်ကြားတဲ့အချိန်မှာစမ်းသပ်မှုကအရေးကြီးတဲ့ကဏ္ဍမှာပါတာဖြစ်ပါတယ် And we're going to talk about testing in a moment. အခုချိန်မှာစမ်းသပ်မှုဆိုတဲ့အရာတွေကိုပြောချင်ပါတယ် First, I want to tell you a really interesting story. ပထမဆုံးကျွန်မကစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ကိုပြောမှာဖြစ်ပါတ It's ယ် a true story about a man named Joseph. အဲ့မှာတကယ်ဖြစ်ပျက်တဲ့ Joseph ဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုပြောမှာဖြစ် And ပါတ he ယ် was praying a lot. သူကဆုတောင်းတယ် He was seeking supernatural experiences. သူကတော့အခြားဘာလဲ supernatural ဆိုတာကမဖြစ်နိုင်လောက်တဲ့အရာတွေပေါ်မှာသူကတွေ့ရှိရဖြစ်ပါတယ်ဆု And တော he င်းချက် would ပေါ်မှာ go in the forest to seek God. သူကတောထဲကိုသွားပြီးတော့မှဖယားကိုမြင်တွေ့နိုင်မှုအရန်အတွက်ဖယားနဲ့အချိန်ယူပါတယ် And one day, brilliant light, bright light, တနေ့မှာတော့တဲ့သူ့ရဲ့အပေါ်မှာတောက်ပတဲ့အရာတစ်ခုဟာသူ့ကိုထိုးတာ oh, ဖြစ်ပါတ the ယ် glory of God. အဲ့ဒါကဖယားရဲ့ဘုံတကိုယ်ပဲဆိုပြီးတော့မှပြောပါတယ် And then gold plates were coming down from heaven. အဲ့ဒီရွှေရောင်ရွှေပြားကြီးဟာဆိုလို့ရှိရင်ဒီမိုးပေါ်ကနေကျဆင်းလာပါတယ် With special writing on the plates. အဲ့ဒီရွှေပြားအပေါ်မှာစာကြောင်းလေးတွေရေးထားတာတွေ့ပါတယ်တဲ့ Oh, this is very supernatural. ဟိုအဲ့ဒါကတဘာဝလွန်ဖြစ်တယ်ဆိုပြီးတော့မှသူကခံ And ယူ he တာဖြစ် got တယ် paper. He started writing down what he saw in the vision. သူရဲ့နော်ယူပါယုံထဲမှာမြင်တဲ့အရာတွေကိုသူကစာအုပ်စာထဲမှာရေးသားထား He ပါ was တယ် so excited, this man Joseph. အဲ့ဒီကဒီအပေါ်မှာသူကအရင်ပဲစိတ်လှုပ်ရှားတာဖြစ်ပါတယ် He couldn't keep the excitement inside. သူရဲ့စိတ်လှုပ်ရှားမှုကိုထိမ့်မရနိုင်အောင်ဖြစ်ပါ I တယ် have to go tell everybody. သူကအဲ့ဒီအကြောင်းအရာတွေကိုသူကလူတွေကိုပြောချင်တာ He ဖြစ်ပါတယ် started printing copies သူ of က what တော့ he wrote. သူခုနတော့ရေးသားထားတဲ့သူယူပါယုံရထားတဲ့အရာရေးသားထားတဲ့အရာတွေကို copy ကူးပြီးတော့မှသူကမျှဝေတာဖြစ်ပါတယ် People were so excited. အဲ့ဒါသူအရင်ပဲပျော်ရွှင်စိတ်လှု They ပ်ရှားတာဖြစ် started ပါတယ် following those teachings. တချို့ကကြတော့သူ့ရဲ့သင်ကြားမှုတွေကိုယုံကြည်ပြီးတော့မှလိုက်တာနာတာဖြစ်ပါတယ် And a false church was birthed. အဲ့ဒီ Joseph Smith ဆိုတဲ့သူ့ထံကနေပြီးတော့မှမကောင်းတဲ့မာယွင်းတဲ့ယုံကြည်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ် Have you ever heard of Mormonism? Mormonism ဆိုတာကြားဘူးသလား And a false church started. အဲ့ဒါကဘာလဲဆိုလို့ရှိရင်မာယွင်းတဲ့ယုံကြည်မှုတွေနဲ့တည်ဆောက်ထားတဲ့ But I thought he saw the glory of God. အဲ့ချိန်မှာဖခင်ရဲ့ဘုံတကူတော့တွေ့ရှိတယ်ဆိုပြီးတော့မှသူကပြောပါတ I ယ် thought he had special writings from အဲ့ဒီ God. အဲ့ဒီရွှေပြားအပေါ်မှာတဲ့ရေးသားတဲ့စာကိုကျွန်တော်တွေ့ရတယ် Joseph Smith did not test with the Bible. သူတွေ့ကြုံတဲ့အရာတွေကသူကကျမ်းစာနဲ့စမ်းသပ်မှုမပြုလုပ်ခဲ့ဘူး He did not test what he was reading and seeing with the Word of God. သူကဘာကိုအဲ့ဒီပေါ်မှာရေးထားတဲ့အရာတွေကသူကကျမ်းစာနဲ့မှကိုက်ညီမှုရှိသလားမရှိဘူးဆိုတာ
သူကစမ်းသပ်မှုကိုမပြုလုပ်ခဲ့ဘူး He was deceived. သူကဖျားယောင်းခြင်းလိမ်ညာခြင်းကိုခံခဲ့တာဖြစ်ပါတ Let's ယ် read Galatians chapter 1 verse 8. Galatians chapter 1 verse အခန်းကြီး1အငယ်8ကိုဖတ်ရအောင်နော်ဂလတိ But Galati- even if we or an angel from heaven should preach a gospel other than the one we preach to you, let them be Galati- under God's curse. ဂလတိအခန်းကြီး1အငယ်8မှာဆိုလို့ရှင်သို့တော်လေသင်တို့အားငါပြောသောဤဝင်ဂေလိတရားမှတပါအခြားသောဤဝင်ဂေလိတရားကိုငါတို့သည်ဟောပြောတော်၎င်းကောင်းကင်ဘုံ၌လာသောကောင်းကင်တမန်ဟောပြောတော်၎င်းဟောပြောသောသူသည်ကျိန်တော်မူခြင်းကိုခံစေ Amen. အာမင် Joseph Smith became a false prophet. သူကမှားယွင်းတဲ့ prophet ဖြစ်လာတဲ့ Joseph Smith က Now millions of people လူတန်းပေါင်းများစွာကနေပြီးတော့မှ are following that. သူ့ကိုယုံကြည်ပြီးတော့မှလိုက်နာကြတာဖြစ်ပါတယ် Mormonism လို့ခေါ်တဲ့အ Let's ရာ look at Acts chapter 17 verse 11. တမန်တော်ဝတ္ထုအခန်းကြီး19အငယ်7 Acts chapter 17 verse 11. တမန်တော်ဝတ္ထုအခန်းကြီး19အခန်းငယ်7ဖတ်ရအောင်နော်7မှာလေထူးမြတ်သဖြင့်အလွန်ကြည်ညိုသောစေတနာစိတ်နှင့်နှုတ်ကပတ်တရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိချင်းကကျမ်းစာကိုနေ့တိုင်းအစဉ်စစ်စစ်ကြည့်ရှုကြ၏အာမင် Even though it was the apostle Paul teaching, Apostle တမန်တော်ရှင်ပေါလုကဒီလိုမျိုးသင်ကြားနေတဲ့အချိန်မှာ the Berean men, they were checking with the Be- word of God. ဘေရိလူမျိုးတွေကပေါ့နော်ဘေရိသားတွေကကြတော့သူတို့ကကျမ်းစာကိုဖတ်ပြီးတော့မှ Amen. သူတို့နေ့စဉ်နေ့တိုင်းသူပြောတဲ့အရာတွေမှန်သလားမမှန်ဘူးဆိုတာကျမ်းစာ And so we test everything with the Bible. အရာတိုင်းမှာကျမတို့ကကျမ်းစာနဲ့ကိုက်ညီမှုရှိသလားမရှိဘူးဆိုလားစမ်းစစ်ရမှာဖြစ်တယ် I think I heard God say this, ဖခင်ကကိုတခုခုပြောပြီးဆိုလို့ရှိရင် but does it line up with the Bible? အဲ့ဒီဟာကကျမ်းစာနဲ့ကိုက်ညီသလားဆိုတော့ကကျမတို့အမြဲတမ်း test လုပ်ရမှာ I ဖြစ်ပါ saw တယ် a vision. ကျမတို့ကယူပါယုံကိုတွေ့ရှိရပါတယ် Does it line up with scripture? ။အော်ကိုယ့်ရဲ့ကျမ်းစာနဲ့ကိုက်ညီမှုရှိသလားဆိုတာကျမတို့ကစမ်းစစ်ရမှာဖြစ်တယ် Someone gave me a prophecy. ။အော်တချို့တွေကကြတော့ prophet ပြုတဲ့အရာတွေရှိကောင်းရှိလိမ့်မယ် Does it line up with the Bible? ။ဒါပေမဲ့သူတို့ပြောတဲ့ prophet ပြုတဲ့အရာကကျမတို့ကျမ်းစာနဲ့ကိုက်ညီမှုရှိသလား Now, when it comes to making a big decision, ကျမတို့ကကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆိုလို့ရှိရင် remember I said how to hear God's voice? Number 1, quiet yourself. ဖခင်ရဲ့အတန်ကိုကြားနိုင်မှုရန်အတွက်နံပါတ်1အချက်က Number တိတ်ဆိတ် two, စွာနေပါ Number 2, နံပါတ် ask. 2ကမဆုတောင်းပါမေခွန်းမေးပါမေခွန်းထုတ်ပါ Number 3, listen. ပြီးလို့ရှိရင်နားထောင်ပါ Number 4, write it down. ပြီးလို့ရှိရင်ရေးသားပါမှတ်တမ်းသင်ပါ And number 5, test. ပြီးလို့ရှိရင်စမ်းသပ်ပါ So let's say you're still trying to figure out, should I move from Yangon to Mandalay with my ခု ministry? နကဥပမာပြောထားတဲ့အတိုင်းကျမတို့ရဲ့ mission ကရန်ကုန်ကနေမန္တလေးပြောင်းဖို့အခြေအနေရောက်လာပြီဆိုလို့ရှိရင်เนาะဒီအချက်တွေကို ਨੇ သုံးသပ်ပါ The first test is it biblical? ပထမဆုံးအချက်ကတော့ကျမ်းစာနဲ့ကိုက်ညီမှုရှိသလားဆိုတာစမ်းစစ်ပါ Okay, yes, it's biblical to continue in your ministry, right? Okay အဲ့ဒါနဲ့ညီတယ်ဆိုလို့ရှိရင်သွားပါဆက်သွားပါ So the first test is the Patama- Bible. ပထမဆုံး test က That worked. ကျမ်းချက်နဲ့ညီတာလား Second test is prayer. ဒုတိယအချက်ကဆုတောင်းခြင်းဖြစ်ပါတယ် And so we pray and pray ပြီးလို့ရှိရင်ဆုတောင်းမဲဆက်တောင်းပါ to see what God is saying. Does He really want me to move? တကယ်ဖခင်ကကျမကိုပြောင်းရွှေ့ဖို့ရန်အတွက်ဆန္ဒရှိသလားမရှိဘူးလားဆိုတာဆုတောင်းပါ I have a big family, Lord. Is this going to be hard on them?
တခါတလေကြာလို့ရှရင်ငါမှာမိသားစုတွေနဲ့ဆိုတော့အဲ့လိုမျိုးအပြောင်းရွှေ့လုပ်ဖို့ဆိုတာကကျမအတွက်ရောဘာဖြစ်နိုင်မလဲဆိုပြီးတော့မှဆုတောင်းပါ Number 3, check with your spouse or your friend. Does this sound like God to you? ကိုယ့်ရဲ့မိသားစုပေါ့အိမ်ထောင်ဘက်တွေအကြားမှာကိုယ့်ရဲ့မိသားစုထဲမှာသဘောတူညီမှုရှိသလားမရှိဘူးလားဆိုတာကိုစမ်း Number သပ်ပါ 4, check with your pastor or leader. နံပါတ်4အချက်ကကိုယ့်ရဲ့အသင်းတော်ရဲ့တင်းအုပ်ဆရာတွေနဲ့ဘယ်ဖြစ်ဖြစ်ဆုတောင်းပြီးတော့မှတိုင်ပင်ပါ Can you please pray with me about this? ဒီဆုံးဖြတ်ချက်အကြီးကြီးချဖို့ရန်အတွက်ဆုတောင်းဖို့ရန်အတွက်အကူအညီတောင်းဆိုပါ And number 5, peace. ကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဆုံးဖြတ်ချက်အတွက်ငြိမ်သက်ခြင်းရှိဖို့ရန်အတွက်ဆုတောင်းပါ My wife says yes. sorry My wife is saying yes, let's move. ကိုယ့်ရဲ့အမျိုးသမီးကအိမ်ကြောင်ဘက်ကသွားပါ yes လို့ပြောရဲဆိုလို့ရှိရင်သွားပါ My pastor says there's a free house for you in Mandalay. ကိုယ့်ရဲ့ pastor ကနေပြီးတော့မှ free house ဒီပါရီဆိုလို့ရှိရင်တော့သွားပါ And the ministry can expand in Mandalay. ကိုယ့်ရဲ့ ministry လုပ်ငန်းမှာတိုးချဲ့ဖို့အတွက်ဆိုလို့ရှိရင်သွားပါ My pastor is saying, I think this is from God. အဲ့ဒါကကိုယ့်ရဲ့ pastor ကပြောမယ်အဲ့ဒါကဖျားဖွင့်ပြတဲ့အရာဖြစ်တယ်ဆိုပြီး Still ပြော you're တယ်ဆိုလို့ရှိရင် praying, right? ဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့မှဆုတောင်းနေရမှာဖြစ်ပါတယ် So number 5 is peace. Do you have yeah. peace in your နံပါတ် heart? ငါအချက်မှာအဲ့ဒီကိုယ့်ရဲ့ဆုံးဖြတ်ချက်ချမှုအပေါ်မှာတကယ်ပဲငြိမ်သက်ခြင်းရှိသလားအဲ့ဒါစမ်းစစ်ပါ And number 6, it takes time to hear God's voice with confirmations. Okay နံပါတ်6အချက်ကကြတော့တကယ်ဖျားထံမှလာတာဖြစ်သလားဆိုတာ confirm ယူရမယ်เนาะတကယ် confirmation ဆိုတာပါ A လဲ confirmation. အတည်ပြုခြင်းဖျားစီကနေတကယ်အတည်ပြုခြင်းကိုရယူရမှာဖြစ်ပါတယ် Oh, there's a good school for my children. ဒါကကျမရဲ့သားသမီးတွေအတွက်ကောင်းတဲ့အကြောင်းဖြစ်ပါတယ် My cousin lives there and will help me take care of the children. ဒီမှာအဲ့ဒီကျောင်းမှာသူ့ရဲ့ cousin တွေကပြီးတော့မှကျောင်းမှာအဲ့မှာအရန်ကောင်းတဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့မှာကျောင်းထားပါတယ် Confirmations. အဲ့ကျောင်းထားဖို့ရန်အတွက်ပေါ့နော်တစ်ခုခုဆို confirmation အတည်ပြုဖို့လိုအပ်တာဖြစ်တယ်ကောင်းတယ်မကောင်းထောက်ခံဖို့လိုအပ်တာဖြစ်တယ် When we were teaching this in China, ကျမတို့ကတရုတ်ပြည်မှာသင်ကြားမှုသွားပေးတဲ့အခါမှာ a missionary came to me missionary တယောက်ကသူ့စီကိုလာပါတယ် and she said, I'm thinking about leaving the ministry. ကျမကဒီလိုမျိုး ministry ပေါ့နော်ဧဝံဂေလိတရားအတွက်လုပ်တဲ့နေရာမှာ And I said, why? ဒီဘာဖြစ်လို့လဲတဲ့ She said, well, I just had a baby and I'm slowing down my husband. ကျမမှာပေါ့နော်သူကဒီ mission ထဲမှာပေါ့နော်ပါဝင်နေတယ်ဒါပေမဲ့သူ့မှာခလေးလေးတယောက်ခလေးငယ်လေးရှိတဲ့အတွက်ကြောင့်မို့လို့ So I think my husband should continue the ministry. ငါရဲ့အမျိုးသားကနေပြီးတော့ပါပေါ့နော်ဒီလိုမျိုးခွင့်ပြုပေးဖို့ရန်အတွက် But I'm going to leave him with the baby. Like I'm going to go and take my baby and live somewhere else. ပြီးလို့ရှိရင်သူအမျိုးသားကိုအိမ်မှာထားခဲ့ပြီးတော့မှသူကသူ့ခလေးနဲ့ missionary လုပ်ဖို့ရန်အတွက်ပေါ့နော်အဲ့ဒါသွားဖို့ရန်အတွက်သူကပြောပါတယ် Do you think that sounds peaceful? အဲ့ဒါဆိုရင်သူတို့မှာငြိမ်းချမ်းမှုရှိမလား No, God has called families. Amen. ဖခင်ကမိသားစုတွေကိုချစ်ချင်းမေတ္တာနဲ့ He နေ has ဖို့ပြော called တာဖြစ်ပါတယ် families to stay together as much as we can. ဖခင်ကနေပြီးတော့မှကိုယ့်ရဲ့မိသားစုတွေနဲ့အတူတူစီစီလုံးလုံးနဲ့နေဖို့ကိုလိုချင်တာဖြစ်ပါတယ် She was believing a lie. ပြီးမှသူကနေပြီးတော့မှမာယွင်းနဲ့ပေါ့နော်မာယွင်းမှုကိုယုံကြည်ထားတာဖြစ် I'm ပါတယ် slowing down my husband. ပြီးလို့ရှိရင်သူ့ရဲ့အမျိုးသားကို I'm not a good wife. ငါတော့a good wife မဖြစ်နိုင်ဘူး I'm a failure as a Christian. ကျမကပေါ့နော်ကျမအမျိုးသားအတွက်ကြရှုံးတဲ့ခရစ်ယာန်တယောက်အနေနဲ့ဖြ I စ်ပါ think တယ် I'm going to go and become a Buddhist again. ကျမကပိုကောင်းပါတယ်ပေါ့နော် Buddhist တယောက်ဖြစ်ဖို့ရတဲ့အဲ့လိုမျိုးတွေသူကဆုံးဖြတ်ထားတာ So, hallelujah, we could pray through those lies ဒီလိုမျိုးအသက်တာမှာအမျိုးမျိုးကြုံတွေ့ရတာရှိပါတယ် and break the power of it. ဒီအခုချိန်မှာဖခင်ရဲ့ဘုံတကိုးတော်ကိုချိုးဖောက်နိုင်မှုရန်ဖြစ်ပါတယ် So, where did that voice come from? You need to leave your husband. အဲ့ဒီအတန်ကဘယ်ကနေကြားရတာဒါဖြစ်တယ်လဲ That was the kingdom of darkness. အဲ့ဒါက
မောင်မိုက်တဲ့ပေါ့နော်မောင်မိုက်တဲ့ဘုံတကူပေါ့နော်မောင်မိုက်တဲ့အရာကနေထ A ပ်ပေါ်လာတာဖြစ် demon တယ် was speaking to အဲ့ဒါက her. ဝိညာဉ်ဆိုးတွေကနေပြောကြားခြင်းဖြစ်ပါတ But ယ် we broke the power of that. အဲ့ဒါကိုကျမတို့ကရိုက်ချိုးရမှာဖြစ်ပါ And တယ် she could see, oh, I've been deceived. ဟောအဲ့ဒါဆိုလို့ရှရင်မာယွန်းတဲ့အရာတွေကိုသူကမြင်နိုင်မှာဖြစ်ပါတယ် And, ရိုက်ချိုးရ and မှာ she ဖြစ်ပါတယ် stayed with her husband. အဲ့ဆိုတော့သူကသူ့ရဲ့အမျိုးသားနဲ့အတူတူနေတာ And ဟုတ်ပါတ one ယ် year နော် later, we heard they were the best missionaries. ဟောသူတို့ကသူ့အမျိုးသားနဲ့အဲ့ဒီအရာလှုပ်ဆောင်တဲ့တနစ်ကြာတဲ့အချိန်မှာသူတို့ကစုစုစည်းစည်းနဲ့သူတို့လှုပ်ဆောင်တဲ့နေရာမှာသူတို့ရဲ့ missionary လုပ်တဲ့အရာကအောင်မြင်မှုရရှိတာဖြစ်ပါတယ် Praise God. အာမင် We're almost finished. ပြီးခါနေပါပြီတဲ့ Sometimes it's hard to hear God's voice. အခါတလေကြားလို့ရှရင်ဖခင်ရဲ့အတန်ကြားဖို့ရန်အတွက်အယံမဲ့ခက်ခဲတာဖြစ်ပါတယ် If you are struggling with fear, a lot of fear, ကျမတို့ကကြောက်ရွံ့စိတ်နဲ့တိုးဝင်တဲ့အချိန်မှာ then sometimes it's really hard to hear the voice of God. တခါတလေကြားလို့ရှရင်အယံကြောက်ရွံ့တဲ့အရာကနေပြီးတော့မှဖခင်ရဲ့အတန်ကိုမကြားနိုင်ပါဘူး If you have allowed an idol in your heart, ကျမတို့ရဲ့ it's hard to Hello. hear God. ဒါထဲမှာမကောင်းတဲ့ရုပ်တုကိုးကွယ်ခြင်းတဲ့အရာတွေရှိတယ်ဆိုလို့ရှရင်ဖခင်ရဲ့အတန်ကိုကြားရဖို့ရန်အတွက်ခက်ခဲပါတယ် If you are being impatient, oh, ကျမတို့က I just need to know right now, Lord, what your will is. စိတ်မရှိနိုင်တဲ့အရာတွေမှာဖခင်နဲ့စကားပြောဖို့ရန်အတွက်ခက်ခဲတာဖြစ်ပါတယ်စိတ်မရှိခြင်းအတွက်ပေါ့နော် Then it's hard to hear the voice of God clearly. အဲ့လိုမျိုးစိတ်မရှိခြင်းကနေပြီးတော့မှဖခင်ရဲ့စကားကိုကြားဖို့နှောင့်နှေးစေပါတယ် Or struggling with pride. ကိုယ့်ရဲ့မာနထောင်လွှားခြင်းအပြင်တော်၎င်း Or if you have a false religion background. ကျမတို့ရဲ့နောက်ခံသမိုင်းမကောင်းတဲ့ပေါ့နော်မကောင်းတဲ့ယုံကြည်မှုကနေ background ကြောင့်မို့လို့လဲဖခင်နဲ့ဆက်သွယ်ဖို့ခဲရင်ပါတယ် Let's say you used to be a Buddhist. ဥပမာ Buddhist တယောက်အနေနဲ့ဆိုရင် And let's say you never took time to pray through, Lord, forgive me for Buddha worship. ကျမတို့ကအဲ့ဒီဗုဒ္ဓဘာသာထဲမှာနေတဲ့ဘယ်တော့မှဗာလဲ forgiveness ကိုပေါ့နော်နောင်တရဖို့ကိုတခါမှစုမတောင်းမှုဘူး Yeah, so there may still be some Buddhist curses operating against you if you haven't prayed through it. ကျမတို့ကအဲ့ဒီအုပ်စိုးနေတဲ့ပေါ့နော်အရာတွေကအဲ့ဒီကိုက Buddhist background ကလာတယ်ဆိုလို့ရှိရင်အဲ့ဒါကနေပြီးတော့ကိုကအမြဲတမ်းပဲယုံကြည်ခြင်းစိတ်ကိုယိုင်စေတာကိုအဲ့ဒါကိုပြောချင်တာဖြစ် any တယ် sin patterns can also interfere ကျ with မ hearing တို့ God's ရဲ့ voice. ဖြစ်ပြီးခဲ့တဲ့အရာတွေအပေါ်မှာပေါ့နော်အရင်တုန်းက Buddhist background နဲ့ဆိုလို့ရှိရင်အဲ့အရာတွေကကိုယ့်ရဲ့နှလုံးသားထဲမှာအယံပဲ disturb လုပ်ချင်တာလုပ်တာဖြစ်ပါတယ် And then finally, unbelief. If you're struggling with unbelief. အဲ့လိုမျိုးယုံကြည်မှုတွေမခိုင်မာတဲ့ခါကျ strong မဖြစ်တဲ့ခါကျတော့ပေါ့နော်ကျမတို့ယုံကြည်ခြင်းဟာယိုင်နေလာတတ် Like ပါ when တ we ယ် were asked to go to China. ကျမတို့ကတရုတ်ပြည်ကိုသွားဖို့အချိန်ရောက်တဲ့အခါမှာ We can't afford that airfares. ဘာလဲ We cannot. လေရင်ဖိုးမရှိဘူးတဲ့လေရင်လက်မှတ်ဝယ်ဖို့မရှိဘူး We cannot. မတက်နိုင်ဘူး So at first, I had unbelief. ပထမဆုံးကကျတော့မယုံကြည်နိုင်ဘူးပေါ့နော် And at first, I had fear. သူကအရန်ကြောက်တာဖြစ်တယ် But then I had to say, Lord, forgive me. အဲ့ဒီအရာအတွက်ဖျားစီမှာ Right? ပြန်ပြီးတော့မှနောင်တရတယ် You can do anything, ဖ Lord. ျားကအရာအလုံးကိုလုံနိုင်တယ်ဆိုတာကြွေး I ကြော် have တယ် a tiny bit of faith, သူမှာတင်းငယ်တဲ့ယုံကြည်ခြင်းမြတာရှိတာဖြစ်ပါ like တယ် a little mustard seed. မုံညင်းစိအရွယ်လောက်ပဲယုံကြည်ခြင်းရှိတာဖြစ်ပါတယ် Help me ကူညီပါ build my faith. ကျမရဲ့ယုံကြည်မှုကိုပြန်ပြီးတော့မှတည်ဆောက်ပေးပါ And then it was easier for me to hear God's voice အဲ့ about ဒီချိန်မှာ China. ဖခင်ကသူ့ကိုစကားပြောတဲ့အတန်ကိုကြားရတာဖြစ်ပါတယ် So we want to get rid of the things that stop us from hearing God's voice. ကျမတို့ရဲ့ဖခင်အတန်ကြားမဲ့အရာတွေကိုနောက်ဆက်ဖြစ်စီတဲ့အရာတွေကိုကျမတို့ကစန့်ကျင်ရမှာဖြစ်ပါတယ် Okay, let's stand together. အားလုံးအတူတူမတည့်ရကြရအောင် Thank you, Lord. Hallelujah. ဟာလေလုယာ Thank you, Lord. Thank you, Lord. We praise you, Lord. Let's start by crying out. Just put your hands over your eyes and begin to ask God. ဖ
ဖျားစီမှာလက်တွေကိုမြောက်ပြီးတော့မှပေါ့နော်ဖျားစီ For မှာငိုကြွေးပြီးတော့မှတောင်းလျှောက်ကြရ eyes to see. မျက်စိနဲ့မြင်ဖို့ရန်အတွက် Just ask him for eyes to be able to see what he wants to show you. ဖျားကဘာကိုပြပေးခြင်းတယ်လဲဆိုတော့ကိုမြင်နိုင်ဖို့ရန်အတွက်ကိုယ့်ရဲ့နော်ဖျားတဲ့ဖွင့်ပြမှုကိုတောင်းလျှောက်ပါ Thank you, Lord. Give me eyes to see. Just pray. I want clear spiritual vision, Father. ဟိုဒီနေ့မှာတန့်ရှင်းသောဝိညာဉ်တော်ရဲ့ဖွင့်ပြမှုကိုလိုချင်ပါတယ် Amen 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 Yes. Sharpen my spiritual vision. ကျမရဲ့ဝိညာဉ်ရေးရ vision အတွက်ကိုရောထက်မြက်စွာအသုံးပြုတော်မူပါ Amen 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 Hallelujah. Yes. Amen So just put your hand on your ear or ကိုရဲ့ ears. လက်နေကနေပြီးတော့မှကိုရဲ့နှရွက်ကိုကင်ပါ Let's pray the word of God. ဖခင်ရဲ့စကားတော်အတွက်ဆုတောင်းပါ Father, give me ears to hear your voice. ဖခင်ရဲ့စကားကိုနားညောင်းနိုင်ဖို့ရန်အတွက်ဆုတောင်းပါ Amen Yes. Yes. Yes, Lord. Just pray. Sharpen my spiritual hearing. ဟိုရှင်တော်ဝိညာဉ်တော်ပြောသောစကားကိုပဲကြားနိုင်မှုရဲ့အတွက်ကိုနားတွေကိုဖခင်ရှင်စီမှာအပ်ပါဆုတောင်းပါ။ Oh hallelujah 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 ရှာရာပါပါပါဒီ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  Hallelujah hallelujah ရှာရာကပါပါဒီဒီ Protect me from being deceived. မကောင်းတဲ့အရာတွေကိုမကြားနိုင်မှုရဲ့အတွက်တားမြစ်တော်မူပါအာမင် Help me to walk in your truth. အမှန်တရားအဖြစ်ရှောက်လန်းနိုင်မှုရဲ့အတွက်ဆုတောင်းပါ Thank you, Lord. ယေရှုတင်တဲ့အဖအာမင် And we're just going to pray and ask God to remove the barriers. မကောင်းတဲ့အရာတွေကိုဖယ်ရှားနိုင်မှုရဲ့အတွက်ဖခင်ရှင်စီမှာဆုတောင်းပေးမယ် Sometimes we have struggled with fear and a lack of faith. တခါတလေကြားလို့ရှိရင်ကျမတို့ရဲ့ယုံကြည်မှုအားနည်းဖို့ရဲ့အတွက်တားဆီးတဲ့အနောက်အရှက်တွေကိုကျမတို့ကဖယ်ရှားရမှာဖြစ်ပါတယ် So there is no condemnation, ဒီနေရာမှာဆိုလို့ရှိရင်ဖခင်စီမှာဆုတောင်းရ but we မှာဖြစ် need တယ် to ask the Lord to forgive us for ကျမ that. တို့ရဲ့အရာအလုံးအတွက်ဖခင်စီမှာခွင့်လွှတ်မှုပေးရန်အတွက်ဆုတောင်းရမှာဖြစ်တယ် So please pray after the interpreter ကျမရဲ့အနောက်မှာဆုတောင်းချက်တွေကိုလိုက်ဆိုပေးပါ if you've had that struggle. ဒီလိုမျိုးအနောက်ရှက်တွေအသားစီးတွေကြုံနေရတယ်ဆိုလို့ရှိရင် Just pray after me. ကျမရဲ့အနောက်မှာလိုက်ပြီးတော့မှဆုတောင်းချက်တွေကို Heavenly Father, I come to you. ဖခင်အရှိမလာတဲ့အချိန်မှာ Forgive me for having fear. ကျမတို့ရဲ့ခွင့်လွှတ်တော်မူပါအရာအလုံးအတွက်ခွင့်လွှတ်တော်မူပါ Forgive me when I had low faith. ဟိုမလိုအပ်တဲ့အခြားသောအရာတွေကိုမကြားနိုင်ဖို့ရန်အတွက်ကျမကိုကူညီတော်မူပါ Father, show me if I have any idols in my heart. အခြားသောရုပ်တုကိုးကွယ်မဲ့အရာတွေကိုကျမကြုံတွေ့ရတဲ့အခါမှာအဲ့ဒီကနေကျမကိုကွယ်ကာတော်မူပါ So let's have a listening time because we ask God a question. အခုချိန်မှာကျမတို့နားထောင်ရမယ့်အချိန်ဖြစ်ပါတယ် Any idols, အခြားသောရုပ်တုပစ္စည်းတွေကိုကိုးကွယ်တဲ့အရာတွေ especially money can be an idol.
ကျမတို့ငွေရေးကြေးရေးအခက်ခဲတွေကကျမတို့ရဲ့ idol တွေဖြစ်ပါတယ် And reputation can be an idol. အဲဒီ reputation ဆိုတဲ့အရာတွေကလည်းကျမတို့ရဲ့ idol ဖြစ်လာပါတယ် Wanting everybody to respect us can be an idol. အခြားကျမတို့လိုအပ်တဲ့လိုချင်တောင်းတတဲ့အရာတွေလည်းကျမတို့ရဲ့ idol တွေဖြစ်တတ်ပါတယ် Even family members can be pleasing family members can be an idol. ကျမတို့ရဲ့မိသားစုဝင်တွေတောင်မှကျမတို့ရဲ့ idol တွေဖြစ်တတ်ပါတယ် Search our hearts, Lord. ဒီနေ့မှာမလိုအပ်တဲ့အရာတွေကိုဖယ်ရှားပေး Show ပါ me မယ် if there's any idols. ဒီနေရာမှာမကောင်းတဲ့အရာတွေအတွက်ဖယ်ရှားနိုင်မှုရန်အတွက်လမ်းပြတော်မူပါ Being on the iPhone too much, that can be an idol. ဖုန်းတွေအများကြီးကြည့်ခြင်းအပြင်လည်းအဲ့ဒီအရာတွေဆွဲလန်းခြင်းကလည်း idol ပဲဖြစ်ပါတယ် Let's ask the Lord to forgive us if we've had idols in our hearts. ကျမတို့နှလုံးထဲမှာဆွဲလန်းနေတဲ့အရာတွေကိုဖျားရှင်စီမှာခွင့်လွှတ်ပေးဖို့ရန်အတွက်ဆုတောင်းကြရအောင် Just pray after me. ကျမရဲ့နောက်မှာလိုက်ပြီးတော့မှဆုတောင်းပေးပါ Heavenly Father, အဖဖယား forgive me, Lord, ခွင့်လွှတ်တော်မူပါ for having this idol in my heart again. ကျမနှလုံးသားထဲမှာဆွဲလန်းတဲ့အရာတွေကိုခွင့်လွှတ်တော်မူပါ And now receive God's forgiveness. ဖယားရဲ့ခွင့်လွှတ်ခြင်းကိုရရှိဖို့ရန်အတွက်တောင်းလျှောက်ပါ၏ Thank you, Lord. ကျေးဇူးတင်တဲ့အဖ Some of us have been impatient. တခါတလေကြားလို့ရှရင်ကျမတို့ဟာမစိတ်မရှိနိုင်ကြပါဘူး Running ahead of God. ဖယားရဲ့ရှေ့မှာတောင်မှပြေးပြီးတော့မှလှုပ်ဆောင်တတ်ကြပါတယ် This is something I really struggle with. အဲ့ဒါကကျမအမြဲတမ်းပဲဒုက္ခရောက်နေတဲ့အရာဖြစ်ပါတယ် Let's pray. အားလုံးဆုတောင်းရအောင် Father, forgive me ကိုရောခွင့်လွှတ်တော်မူပါ for running ahead of you. ဖယားအလုံးမလုပ်ခင်မှာဖယားမတိုင်မီလုပ်တဲ့အရာတွေ Forgive me for having pride at times. အဲ့ဒီချိန်မှာခွင့်လွှတ်တော်မူပါမာနထောင်လွှားခြင်းအရာတွေအပေါ်မှာ Give me more humility. ပို့ပြီးတော့မှနှိမ်ချဖို့ရန်အတွက်ဆုတောင်းပါ၏ I want to wait upon you, Lord. ဖယားအပေါ်မှာပဲယုံကြည်မှုအပြည့်အဝနဲ့လက်ရှိဒီရှိနိုင်ဖို့ရန်အတွက် This next prayer is only for people who have had a false religion background. ကျမတို့အခုချိန်မှာဆုတောင်းရမယ့်အရာကမာယွန်းတဲ့ယုံကြည်မှုတွေရဲ့ background ရှိတဲ့သူတွေအတွက်ဆုတောင်းပေးရမှာဖြစ်ပါတယ် So if you were Catholic or Buddhist or Muslim, အခုချိန်မှာမာယွန်းတဲ့ယုံကြည်မှု background တွေကနေလာတဲ့သူတွေအတွက် or worshiping your ancestors, အခုချိန်မှာကျမတို့မျိုးစင်ဆက်ကိုးကွယ်နေတဲ့ဘိုးဘွားတွေရဲ့အဲ့ဒီနတ်ဆိုးကိုးကွယ်မှုချင်းမှာလွတ်မြောက်နိုင်ရန်အတွက် so only if this applies to you. အခုချိန်မှာကျမတို့ကဆုတောင်းကြမှာဖြစ်တယ် Father, forgive me ခွင့်လွှတ်တော်မူပါအဖ for the false religion, အခုချိန်မှာမာယွန်းတဲ့ယုံကြည်မှုကိုးကွယ်မှုအတွက် for the false worship,
မာယွန်းသောကိုးကွယ်မှုအတွက် if I gave money to false religion, မာယွန်းတဲ့ကိုးကွယ်မှုဘာသာရေးအတွက်ပေးလူခဲ့သောငွေကြေးများအတွက်လည်းခွင့်လွှတ်တော်မူပါ if I prayed to my ancestors or I prayed to Buddhist monks or Buddha, အခုချိန်မှာအရင်တော့ပေးဆက်ခဲ့တဲ့နတ်ဆိုးကိုးကွယ်ခြင်းတွေအတွက်တော်၎င်းဘုရားဘာသာတရားအတွက်လှုပ်ဆောင်တဲ့အရာအတွက်လည်းကိုရော cleanse ခွ me င့်လွှ with တ် your တော်မူ precious blood. အခုချိန်မှာကိုဖခင်ရဲ့အသွေးတော်အဖြစ်အရာများကိုရှင်တော်မူ So ပါ if that's you, just receive the blood of Jesus. အခုချိန်ကနေစပြီးတော့မှဖခင်ရဲ့အသွေးတော်အဖြစ်တန်ရှင်ခြင်းကိုရစေ I တော်မူ break ပါ the power of all curses. အဲ့ဒီအရာတွေမကောင်းလို့ဆိုရတဲ့အရာတွေအတွက်အခုချိန်မှာရိုက်ချိုး I ဖြစ် say ပါ the ၏ Lord rebuke all Buddhist curses. အခုချိန်မှာအဗုဒ္ဓဘာသာဖခင်တရားအတွက်လှုပ်ဆောင်တဲ့အရာအလုံးကို I ယေရှု bind နာမ and ဖြင့်ရိုက် cancel ချိုးပါ those curses now in Jesus' name. ဒီချိန်မှာဖခင်ရဲ့နာမတော်အဖြစ်ဤအရာများကိုဖျောက်ဖျက်ဖြစ်စီပါ I break ၏ the power of ancestral worship. အခုချိန်မှာနတ်ဆိုးကိုကိုရဲ့အရာတွေအလုံးကိုယေရှုနာမဖြင့် Any ဖျက်တောက်ပါ၏ Catholicism and any other false religion now in Jesus' name. အခြားသောကိုကိုသောယုံကြည်မှုမာယွန်းသောကိုကိုမှုအရာတွေအတွက်လည်းဒီနေ့ကနေရိုက်ချိုးပါ၏ And any other sins, just confess now. Any other အ sins. ခြား now. သောအပြစ်အရာအလုံးစုံအတွက်ဒီနေရာမှာတောင်းလျှောက်ပါ၏ခွင့်လွှတ်တော်မူပါအာမင် Beautiful. Just receive the cleansing of Jesus. လာပါတဲ့အရာများကိုဖျားရှင်နာမှာခံစားရပါတယ် And now what we're going to do is transition. အခုချိန်မှာကျမတို့ကနောက်တစ်ခုအချိန်တစ်ခုကိုလှုပ်ဆောင်မှာဖြစ်ပါတယ် We're going to take about 10 minutes right now. 10မိနစ်အချိန်ယူပြီးတော့မှ break ယူမယ်ဖြစ်ပါတယ် And you're going to ask God a question. ဖျားသခင်စီမှာပေါ့နော်မေးချင်တဲ့အရာကိုမေးဖို့အချိန်ဖြစ်ပါတယ် Just any question. Father God, how do you see me? ဖျားသခင်စီမှာကိုမေးချင်တဲ့အရာတွေဖျားကိုဘယ်လိုမြင်ရတယ်လဲမြင်တယ်လဲဆိုတဲ့အရာတွေအပေါ်မှာ Father God, do you want me to do that? ဖျားကကိုဒီအရာမှာလှုပ်ဆောင်ဖို့နေရာချထားတယ်လားဆိုတာကိုမေးချင်တဲ့အရာများ You choose the question, မေးခွန်းထုတ်ပေးပါ and then we're going to practice the 5 steps. အခုကျမတို့ကခုနကပြောထားတဲ့ step 5ခုကိုအခြေခံပြီးတော့မှ Okay, you may be seated. အခုချိန်မှာထိုင်လို့ရပါပြီ Thank you. ကျေးဇူးတင်ပါတယ် And so the 5 steps of hearing God's voice ခုနကပြောထားတဲ့ခြေလမ်း5ချက်နဲ့အညီ are in your sheets here. ဒီမှာကိုယ့်ရဲ့စာမျက်နှာထဲမှာရှိပါတယ် You have this. I don't have this. Yes. Yes. ခုနက page number အပိုင်းစနစ်မှာလက်တွေ့အသုံးချခြင်းဆိုတဲ့နေရာမှာเนาะလက်တွေ့လှုပ်ဆောင်ရင်ယခုအချိန်ကိုအသုံးပြုဖရာသခင်ဤအတန်ကိုကြားနိုင်ရန်လေ့ကျင့်ကြပါဆိုတဲ့เนาะ page number တော့မရှိဘူးဖရာသခင်အတန်ကိုဘယ်လိုကြားနိုင်မလဲဆိုတဲ့အရာအဆင့်5ဆင့်ကိုပေးထားတာ1 2 3 4 5ပထမအချက်ကငြိမ်သက်ခြင်းနံပါတ်2ကမေးပါနံပါတ်3ကနားထောင်ခြင်းဆိုတဲ့အရာတွေ့တယ်လားအဲ့ဒီအရာပေါ်မှာ practice လုပ်မယ် So this is not small groups, it's individual time now. အခုချိန်မှာ small group မဟုတ်ဘဲနဲ့တဦးတယောက်ချင်းစီအတွက်အချိန်ဖြစ်ပါတယ် Yes individual right Yes Okay, so just write in your journal or on a piece of paper, write your question. ကိုယ့်ရဲ့စာရွက်ပေါ်ပါပဲဖြစ်ဖြစ်ကိုယ့်ရဲ့စာအုပ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်သူကိုမေးချင်တဲ့အရာတွေကိုဒီမှာရေးချပါ We can say, how do you see me, God? What are you saying about me? ကိုကဖျားကိုဘယ်လိုမြင်တယ်လဲဖျားကကိုကိုဘယ်လိုစကားပြောတယ်လဲဆိုတဲ့အရာတွေကို Or you can ask him to search your heart. ကိုယ့်ရဲ့sorry ကိုယ့်ရဲ့နော်နှလုံးသားထဲမှာရှိတဲ့အရာတွေကိုရေးချပါ Or you can ask him any question you want. ကိုမေးချင်တဲ့အရာတွေကိုစာအုပ်ထဲမှာချရေးပါ
And then follow the steps. ပြီးလို့ရှိရင်ဒီအချက်တွေကိုလိုက်နာပြီးတော့မှရေးရမှာဖြစ်ပါတယ် Everyone is quiet before God. ဖျားရှိမှတိတ်ဆိတ်စွာနေကြရအောင် Number 2, ask the နံပါတ် question. 2ကမေးပါ Number 3, listen. နားထောင်ပါ You might have to listen for 10 minutes or more. 10 minutes မဟုတ်ရင်10 minutes ထပ်ပို့ပြီးနားထောင်လို့ရပါတယ် Then write down what you hear ပြီးလို့ရှိရင်ကိုကြားတဲ့အရာတွေကိုမှတ်တမ်းထားပါရေးပါ and then test what you hear. ပြီးလို့ရှိရင်ကိုကြားတဲ့အရာတွေကိုစစ်ဆေးပါ Okay, let's take 10 minutes now. အခု7 minutes အချိန်ယူရအောင်
Okay, so how did that go for you? ဘယ်လိုလဲအဆင်ပြေကြသလား Good? How many people heard really clearly? ဖေးဘယ်နှစ်ယောက်ကနော်ကောင်းကောင်းလေးကြားရတယ်လေဖခင်ရဲ့အတန် Just ကို put your hand up. You heard ဖခင် God ရဲ့အ speak. တန်ကိုကောင်းကောင်းလေးကြားရတဲ့သူ3ယောက် Okay. 4 Okay. ယောက်5ယောက် How many people you're not sure? You're not sure. ဘယ်နှစ်ယောက်က Maybe. မတိချာမရေရာပဲရှိနေတယ်လေဖခင်ရဲ့အတန်ကို Okay. How many people are still you still need more time to hear? ဖခင်ရဲ့အတန်ကိုကြားဖို့ရန်အတွက်ဘယ်လောက်အချိန်ကြာ You'll အ spend ချိန် time ကြာ later, ကြာကြီးလိုအပ်သေးတယ်လေလိုသေးတယ်လို့ကိုထင်နေသလား right? So it takes time to develop hearing God's voice, right? ဖခင်ရဲ့အတန်ကိုကြားနိုင်ဖို့ရန်အတွက်ပို့ပြီးတော့မှအချိန်ပေးဖို့လိုအပ်ပါတယ် But every day I build in a listening time where I listen to God's voice. ဖခင်ရဲ့အတန်ကိုနားထောင်ဖို့ရန်အတွက်ကျမကနေ့တိုင်းပဲဖခင်ကိုအချိန်ပေးတာဖြစ်ပါတယ် So I have my Bible study, like the Word, right? ပထမဆုံးကကြတော့နှုတ်ကပတ်တော်ကိုဖတ်ကြပါတယ် And worship, ပြီးလို့ရှိရင်ဖခင်ကို prayer. ကိုးကွယ်တယ်ပြီးလို့ရှိရင်ဆုတောင်းတယ် right? Because those are the three main spiritual disciplines. ပြီးလို့ရှိရင်spiritual discipline ကိုเนาะအဲ့ဒါကိုလှုပ်ဆောင်တာဖြစ်ပါတယ် But I also have a time of listening to God's ပြီး voice လို့ရှိရင်ဖခင်ရဲ့အတန်ကိုနားထောင်နိုင်မှုရန်အတွက်အချိန်ပေးတာဖြစ်ပါတယ် every morning နေ့တိုင်းမနေ့တိုင်းမှာပြုလုပ်တဲ့အရာဖြစ် for ပါတ the ယ် last 30 years. โอ้အရင်နှစ်30ကလေးကပေါ့နော်သူကကျင့်ဆောင်တာဖြစ်ပါတယ် Because I love hearing God's voice. ဘာဖြစ်လို့လဲဆိုတော့ဖခင်ရဲ့အတန်ကိုကြားချင်တာဖြစ်ပါတ It's ယ် exciting, ပို့ပြီးတော့စိတ်လှုပ်ရှားတာဖြစ်တဲ့ဖခင်အတန် right? ကြားဖို့ And I'm filled with joy. ဖခင်အတန်ကိုကြားတဲ့အခါမှာပျော်ရွှင်ခြင်းကိုရရှိ And တာ it's ဖြစ်တယ် very peaceful hearing ကျမရဲ့ God's နှလုံး voice. သားထဲမှာငြိမ်သက်ခြင်းကိုရရှိတာ Amen? ဖြစ်ပါတယ်အာမင် Hallelujah. အာမင် Okay, now we are going to get into small groups in a moment. အခုချိန်မှာ small group လေးတွေဟာလုပ်ရအောင် And you have instructions here ဒီမှာ in your print ဒီမှာအချက်ကလေးတွေကိုပေးထားပါတယ် in your printout. ဒီမှာကိုယ် print ပေးထားတဲ့နေရာမှာเนาะလှုပ်ရှားခြင်းဆိုတဲ့အဖွဲငယ်များဖြင့်ဆိုတာတွေ့သလားခုနကတော့အောက်မှာ Excuse me. Start by praying for wisdom, number 1. ပထမဆုံးအချက်ကဖျားစီကနေဉာဏ်ပညာအတွက်ဆုတောင်းမယ် Then number 2, listen for words from God for each person. လူတဦးတယောက်ချင်းစီတိုင်းအတွက်ဖျားထံမှစကားများကိုနားထောင်ပြီးတော့မှဆုတောင်းမယ် Then pray the words that you are getting from God. ဆုတောင်းမှဖျားထံမှရရှိမဲ့เนาะစကားအတွက်ဆုတောင်းပါ And then you can test the words. ပြီးလို့ရှိရင် Test what you heard. ကိုယ့်ရဲ့ကြားတဲ့အရာတွေအပေါ်မှာ test လုပ်ပါစမ်းသပ်ပါစစ်ဆေးပါ So if we are in a small group here, ကျမတို့ကဒီမှာအဖွဲ့ငယ်လေးဖွဲ့လိုက်တဲ့အချိန်မှာ Father, we cry out for your wisdom. ဖခင်ရဲ့ဉာဏ်ပညာအတွက်ဆုတောင်းပါတယ် I want to hear your voice. ဖခင်ရဲ့အသံကိုကြားချင်ပါတယ် Lord, give us ears to hear your voice right now. နားထောင်ဖို့ရန်အတွက်နားထောင်ဖို့ရန်အတွက် Give us ခွာပေးတော်မူ supernatural ပါ wisdom. အခုချိန်မှာလိုအပ်တဲ့ဉာဏ်ပညာကိုချပေးတော်မူပါ And now I lay a hand on my sister ကျမဒီပေါ်မှာလက်ကိုတင်ထားပြီးတော့မှ and ဆု I တောင်း begin ပါတ to ယ် pray ပြီးတော့ရှင်ကျမကဆုတောင်းခြင်းကိုအစပြုရ and ဖြစ် I ပါတယ် also listen for words. ပြီးလို့ရှင်ဖခင်ရဲ့စကားကိုနားထောင်တာဖြစ် Thank ပါတယ် you, Father, for my friend. ကျေးဇူးတင်ပါတယ်ဒီတငယ်ချင်းအတွက် Thank you that you gave her the teaching anointing. အခုချိန်မှာ teaching အတွက် anointing ဘိတိတ်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ် Thank you that you are giving her more dreams and visions. ဖခင်ပေးထားတဲ့ယူပါယုံအိမ်မက်များအတွက်လည်းကျေးဇူးတင်ပါတယ်အာမင် Thank you that the people she's mentoring, the people that she's discipling, they will disciple others. ကျမဥဆောင်တဲ့အရာတွေအပေါ်မှာဖခင်ကောင်းချီးပေးတော်မူပါဘိတိတ်ပေးတော်မူပါ The multiplication, ပုံမတိုးပွားဖို့ရန်အတွက် and she will bless other female pastors.
အဲ့လိုပြုခြင်းအပြင်အခြားသောအမျိုးသမီးများကိုလည်းစွမ်းဆောင်နိုင်ဖို့ရန်အတွက် Open doors men that no man can shut for her. ဘုရားအတွက်ဖွင့်ပြထားတဲ့အရာတွေကဘယ်သူမှမသာစီးနိုင်ပါဘူး Right? Amen So as I was praying for her, အခုချိန်မှာကျမအတွက်ဆုတောင်းပေးနေတဲ့အချိန်မှာ I was also listening to God. ဖရားရဲ့နားညောင်းဖရားရဲ့အတန်တော်ကိုနားထောင်နေတာဖြစ်ပါတယ် So then I was praying what I thought God was speaking. ဖရားကဘာတွေကျမအပေါ်မှာပြောတယ်ဆိုတဲ့အရာပြောနေရင်းနဲ့နားထောင်တာဖြစ်ပါတယ် Notice I was giving her some words and some prophecies a little bit. အခြားသောသူတွေကအနောက်ကနေပြီးတော့မှ prophecy တွေပြောတာမဟုတ်ပါဘူးဖရားထံကနေလာတဲ့အတန်ကို And ပြောတာ then ဖြစ်ပါတယ် she can write them in her journal. သူပြောတဲ့အရာတွေကိုကျမရဲ့မှတ်တမ်းစာအုပ်ထဲမှာရေးသားရမှာဖြစ်ပါတယ် Lord, are you expanding my ministry? ဖရားကကျမရဲ့လှုပ်ဆောင်မှုကိုပို့ပြီးတော့မှတိုးချဲ့တာဖြစ်ပါတယ် Do I need to get those people whom I'm discipling ready to disciple more people? အခုချိန်မှာလိုအပ်ပါသလားကိုယ့်ရဲ့နောက်ဘယ်လိုပြောရမလဲကိုယ့်ရဲ့အသင်းသားနောက်လိုက်တွေအများကြီးဖြစ်ဖို့ရန်အတွက်ပေါ့နော် disciple to others disciple ဖြစ်အောင်ပေါ့ So what's she doing? ကျမအခုလှုပ်ဆောင်နေတာ She's ဖြစ်ပါတယ် testing what she's testing what I prayed. အခုချိန်မှာ Right? သူပြောတဲ့ဆုတောင်းတဲ့အရာတွေကိုကျမက She's testing praying လုပ်နေတာ about it. ဖြစ်ပါတယ် Yeah, she wrote it down and she's going to pray about it. Mhm. ကျမကအခုဆရာမပြောတဲ့အရာတွေကဟုတ်တလားတကယ်မဟုတ်လားမဟုတ်ဘူးလားဆိုတာစမ်းသပ်ပြီးတော့မှကျမကဒီလိုပုံမဆုတောင်းပေးမှဖြစ်ပါတ Okay, ယ် so let's get in our groups of 3. အခုချိန်မှာ3ယောက်စီအဖွဲ့ထားရအောင် Ask God for wisdom ဖခင်စီမှာဉာဏ်ပညာကိုတောင်းလျှောက်ပါ and then ask him to speak to you some words for your brother or your sister, okay? ကိုယ့်ရဲ့ညီကိုမောင်နှမတွေအတွက်ဖခင်ဖွင့်ပြောခြင်းတဲ့အရာတွေအတွက်ဆုတောင်းပေးပါ Pray those words that you think that you're getting from God, ဖ okay? ခင်စီမှာရတဲ့အရာတွေအတွက်ပေါ့နော်စကားကြားနိုင်ဖို့ရန်အတွက် We're ဆု going to တောင်း take ပေး about ပါ 20 minutes to do that. မိနစ်20အချိန်ယူရအောင် Amen. Amen God bless. Amen ဖခင်ကောင်းချီးပေးပါစေ Thank you so much your husband right Thank you so much Lord God, you know that I can't do that, she can't do that, but you helped us.